ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ကရုဏာတော်ဆင်မြဲတည်အတွက်ကြောင့်ထာဝရဘုရားရဲ့နာမတော်ကိုကျွန်တော်ရှေးဥစွာချီးမွမ်းပါတယ်ဒီနေ့တော့ကျွန်တော်ဒီဆုံးကနေနှုတ်ကပတ်တော်ဝင်ငါတဲ့အရာကို recording လုပ်ပြီးတော့မှပဲကျွန်တော်ဒီ GBC1 page မှာကျွန်တော်ပြန်တင်ဖို့ဖြစ်ပါတယ် line ရဲ့အခက်အခဲကြောင့်တိုက်ရိုက်ထုတ်လွှင့်ဖို့ကဘလို့မှအဆင်မပြေနိုင်တဲ့အတွက်ကြောင့်ဒီနီလန်းကိုကျွန်တော်ရွေးချယ်ရတာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး10အပိုက်ငယ်1ကနေ73အတွင်းကိုအခြေပြုပြီးတော့မှဝင်ငှဖို့ပြင်ဆင်ထားပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကရန်ကုန်1အသင်းတော်မှာပြုလုပ်တဲ့အသင်းတော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်မှာမလဲချင်းကဂတိပြုစီဆိုတဲ့ခေါင်းစဉ်နဲ့ဒီအခြေပြုကျမ်းစာကိုပဲကျွန်တော်ဝင်ငှခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဘယ်လိုခေါင်းစဉ်လေးပေးထားလဲဆိုရင်သစ္စာရှင်ဖျားနှင့်တန်တရားဝင်လူသားဆိုပြီးတော့မှဖျားကသစ္စာရှိသလောက်ဖျားရဲ့သစ္စာတရားပေါ်မှာကျွန်တော်လူသားတွေဘက်ကကျွန်တော်တို့ရဲ့ယူဆချက်တွေကျွန်တော်တို့ရဲ့ထင်မြင်ချက်တွေကျွန်တော်တို့ရဲ့အတွေးမှားတွေနဲ့တန်တရားဝင်တတ်တယ်တန်တရားချီတတ်တယ်အဲ့တန်တရားတွေကြောင့်တန်တရားမှားတွေကြောင့်မိကွန်းမှားတွေကျွန်တော်ထုတ်တတ်တယ်ဆိုတာကိုကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အသက်တာမှာချင့်ချိန်နှလုံးသွင်းဖို့ဖြစ်ပါတယ်။ကြောင့်တန်တရားဆိုရင်သစ္စာရှင်ဘုရားနဲ့တန်တရားဝင်လူသားဒါနဲ့ပတ်သက်တဲ့အခြေပြုကျမ်းစာတွေကိုကျွန်တော်အားလုံးအတူတကွကြားနာစေဖို့ရန်ကျွန်တော်ဖတ်ကြားပေးချင်ပါတယ်။ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး10အပိုက်ငယ်1ကနေ73ညီကိုတို့ငါတို့ဘိုးဘေးအပေါင်းတို့သည်မိုးတိမ်အောက်မှရှိ၍ပင်လယ်အလယ်၌ရှောက်သွားကြသည်ဟူ၍၎င်းမိုးတိမ်နှင့်ပင်လယ်ထဲမှမောရှေ၌ဗတ္တိဇံကိုခံကြသည်ဟူ၍၎င်းဓမ္မအစာကိုသူစားကြသည်ဟူ၍၎င်းမေတ္တာရေကိုအတူတောက်ကြသည်ဟူ၍၎င်းသင်တို့မသိမှတ်ပဲနေစေခြင်းငါအလိုမရှိထိုသူတို့နောက်၌လိုက်သောဓမ္မကြောင့်မှထွက်သောရေကိုတောက်ကြ၏ထိုကြောက်ကခရစ်တော်ဖြစ်သည်သို့တော်လည်းထိုသူတို့တွင်များစွာသောသူတို့ကိုဘုရားသခင်သည်အာရနှစ်သက်တော်မမူသူတို့သည်တော၌သေချေပျက်စီးခြင်းသို့ရောက်ကြ၏ထိုသူတို့သည်မကောင်းသောအရာတို့ကိုတက်မဲ့တကယ်သို့ငါတို့သည်မတက်မဲ့စေခြင်းကထိုအကြောင်းအရာတို့သည်ငါတို့အဖို့ပုံသက်ပေဖြစ်ကြ၏လူတို့သည်စားတော့လက်ထိုင်နေကြ၏နောက်တဖန်ကားခုံယူတူချင်းကထားကြ၏ဟုကျမ်းစာလာသည့်အတိုင်းထိုသူအချို့တို့သည်ရုပ်ထုကိုကိုးကွယ်တကယ်သို့မကိုးကွယ်ကြနှင့်ထိုသူအချို့တို့သည်မတရားသောမေထုံမှုကိုပြု၍တနေ့ချင်းတွင်လူ2300လဲ၍သေတကယ်သို့မပြုဝဲမတရားသောမေထုံကိုရှောင်ကြကုန်အံ့ထိုသူချို့တို့သည်စုံစမ်းနှောက်ယှက်ခြင်းကိုပြု၍မွေဖြစ်ပျက်စီးတကယ်သို့ငါတို့သည်မပြုခရစ်တော်ကိုမစုံစမ်းမနှောက်ယှက်ဘဲနေကြကုန်အံ့ထိုသူချို့တို့သည်မြည်တမ်းခြင်းကိုပြု၍ဖျက်ဆီးသောသူ၏လက်ဖြင့်ပျက်စီးတကယ်သို့မြည်တမ်းခြင်းကိုမပြုကြနှင့်ထိုကြောင့်ရာရှိသမျှတို့သည်ပုံသက်သေဖြစ်ရန်သောငါထိုသူတို့၌ရောက်ကြ၏ကကာလအဆုံးတွင်ဖြစ်သောငါတို့ကိုဆုံးမစရာဖို့ကျမ်းစာ၌ရေးထားလျက်ရှိသည်ထိုကြောင့်အကျဉ်သူသည်မိမိတည်ကြည်လက်နေသည်ဟုမိမိထင်မှတ်၏ထိုသူသည်မလဲခြင်းကတတိပြုစေလူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုသာသင်တို့သည်ခံရကြ၏ဘုရားသခင်သည်သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍သင်တို့မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုသင်တို့၌ရောင်းစိမ့်သောငါအခွင့်ပေးတော်မမူသင်တို့သည်ခံနိုင်မည်အကြောင်းစုံစမ်းနှောက်ယှက်ခြင်းအရာနှင့်တကွထွက်မြောက်သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်ဖတ်ကြားတော်တဲ့နှုတ်ကပတ်တော်ဟာခေတ်ဆက်ဆက်ဘုရားရှင်ကောင်းကြီးပေးလာတဲ့အဖဘုရားသခင်ရဲ့နှုတ်ထွက်တဲ့တရားစကားများဖြစ်တဲ့အတွက်ကြောင့်ကြားနာတဲ့နှုတ်ကပတ်တော်အားဖြင့်ကြားနာတဲ့အတ္တအသီးပေါ်မှာဘုရားသခင်အသက်ခံပြန်လဲကောင်းကြီးပေးပါစေနှုတ်ကပတ်တော်တဲ့ခဏဆုတောင်းဆက်ကပ်အနှံ့ကြပါစို့ယေရှုရှင်ဖယခုလိုတာရတဲ့နတ်နဲ့ခင်းမှာယေရှုတော်ချီးမွမ်းခြင်းနဲ့နိုးထခွင့်ရအောင်သာမကနာမတော်၌ကိုတော်ကိုချစ်တဲ့သိုးတော်စုနဲ့ချိန်ချက်တဲ့အချိန်တိုင်းမှာစုယုံပြီးတော့မှအတူတူကမိတ္တာရဖွဲတဲ့အခွင့်အတူတူကတရားဒေသနာများကိုကြားနာခံရတဲ့အခွင့်ကိုပြည့်စုံပေးသောကြောင့်ကျေးတော်ကိုချီးမွမ်းတယ်နှုတ်ကပတ်တော်အပြည့်စကားပြောပါအဖသွန်သင်ပါပုံသွင်းပါတိဆောက်ဆန်တဲ့ကောင်းကြီးမင်္ဂလာဖြစ်စေပါနှောက်ယှက်တဲ့အရာမှန်သမျှကိုယေရှုဖခင်၏မြတ်သောနာမ၌စီးတာလည်းဖေရှားဖြစ်ပါတယ်လေုံတော်ထဲမှာ
နှုတ်ကတော်ဝေငှခြင်းနှုတ်ကတော်ခံယူခြင်းအငန်းတာတွေကိုစက္ကန့်အနှံတဲ့အခါမှာယေရှုခရစ်တော်ဘုရားကြီးမြတ်သောနာမ၌ကျွန်တော်ချီးမွမ်းခြင်းနဲ့တူအချိန်တိုင်းသက်တာများကိုလက်တော်၌စက္ကန့်အနှံပါတယ်အဖထာဝရမြတ်စွာဘုရားရှင်အာမင်သစ္စာရှင်ဘုရားနှင့်တန်တရားဝင်လူသားကျွန်တော်ဖတ်သွားတာတော့အပိုက်ငယ်1ကနေ73အထိကျွန်တော်ဖတ်သွားပေမဲ့ကျွန်တော်အဓိကသင်ခန်းစာယူဖို့ကျွန်တော်ပြောမယ့်အချက်တွေကတော့ကျွန်တော်အပိုက်ငယ်6လောက်ကနေ73လောက်အတွင်းကိုပဲကျွန်တော်အဓိက highlight လုပ်ပြီးတော့မှကျွန်တော်ဖော်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ကောရိန္သုဩဝါဒစာအပိုက်အခန်းကြီး10အပိုက်ငယ်1ကနေ9မှာတော့ဣသရေလလူမျိုးတွေရဲ့ခါနန်ပြည်ခရီးစဉ်ကိုသူကမှတ်တမ်းတင်ထားတာဖြစ်ပါတယ်နော်သူတို့အေဂရုတန်ပြည်ကလွတ်မြောက်လာပြီးနောက်ပိုင်းမှာနော်ဘုရားသခင်ကသူတို့ကိုမိတို့မိပုံပေါ့နေမှာမိုးတိမ်တိုင်ညမှာမိတိုင်နဲ့ဥဆောင်ခဲ့တဲ့အဖြစ်တစ်နှစ်တွေကိုကျမ်းစာကဖော်ပြနေတယ်လို့အေဒုံပင်လယ်မှာလဲနော်သူတို့မောရှေ၌ဗာတိဇန်ခံတဲ့အတွေ့အကြုံကိုသူတို့ကြော်ဖြတ်ခဲ့တယ်ဆိုတာလဲကျမ်းစာကမှတ်တမ်းတင်တယ်မောရှေ၌ဗာတိဇန်လို့ပြောတဲ့အခါမှာအဓိကအဖြစ်မောရှေရဲ့ခေါင်းဆောင်မှုအောက်မှာသူတို့တသွေးတန်တမိတ်ဆိုတဲ့သဘောထားမျိုးနဲ့သူတို့လိုက်ပါပြီးတော့မှဘုရားရဲ့ကယ်လွတ်ခြင်းချမ်းသာကိုခံစားခဲ့တာကိုကျမ်းစာကမှတ်တမ်းတင်တယ်အမှဘာဆက်ပြောလဲဓမ္မအစာဓမ္မယီလို့ခေါ်တဲ့ဝိညာဉ်ရအစာဝိညာဉ်ရယီတွေကိုသူတို့ဘုရားသခင်ရဲ့မဆာမှုနဲ့သုံးဆောင်မိဝဲခွင့်ရတယ်အဲ့ဒီနေရာမှာကျမ်းစာရဲ့ထူးခြားချက်ကဓမ္မဟောင်းမှာမဖော်ပြထားတဲ့เนาะဒီသူတို့ကိုရေထွက်ပြီးတော့သူတို့ကိုအမွတ်သိပ်ပြည်စေတဲ့ကြောက်ဟာခရစ်တော်ဖြစ်တယ်ဆိုတာကိုဓမ္မသစ်မှာဓမ္မတော်ရှင်ပေါလုကတန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့အလင်းပေးမှုအပြင်ကျမ်းစာရဲ့စာမျက်နှာထက်မှာကျွန်တော်တို့နောက်ဆုံးသောကာလမှာယုံကြည်သူဖြစ်လာခဲ့တဲ့ကျွန်တော်တို့ကိုသွန်သင်ပြသဖို့အတွက်ထိုကြောက်ကခရစ်တော်ပေသည်ဆိုပြီးတော့မှဖော်ပြထားတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကနော်အပိုက်ငယ်1ကနေ4မှာတော့ဘုရားသခင်ရဲ့ပြည့်စုံလုံလောက်တဲ့ဥဆောင်မှုမဆာမှုတာဝန်ယူမှုလမ်းပြမှုကျွေးမွေးမှုပဲ့ပြင်မှုတွေဖော်ပြထားပြီးမဲ့အပိုက်ငယ်9ရောက်တဲ့အခါမှာကျမ်းစာရဲ့စာမျက်နှာထက်မှာဘာစကားလုံးနဲ့စလဲသို့တော်လေ but ဝမ်းနည်းစရာကောင်းပါဘုရားသခင်တလောက်ကောင်းမြတ်တာဘုရားသခင်တလောက်ကြီးမြတ်တာတော့မှဣသရေလလူမျိုးကရလေလို့လေဥတစေဆိုသလိုပေါ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ကျမ်းစာရဲ့အေဖက်၄မှာရှိတဲ့တမန်ကျမ်းစာစကားရပ်ကိုကျွန်တော်ကိုးကားဖော်ပြမယ်ဆိုရင်ခြေစူးတော်ကိုပြည့်ပြည့်ဝဝခံစားခဲ့ရတော်ညာလဲခြေစူးတော်နဲ့အထိုက်အလျောက်အသက်ရှင်ဖို့ရန်သူတို့ဘာဖြစ်လဲဆိုရင်ပြက်ကွက်တာပဲဖြစ်ပါတယ်ဒါတကယ်ကိုဟာလာဝမ်းနည်းစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ခြေစူးတော်ကိုအပြည့်အဝခံစားရပေမဲ့ခြေစူးတော်နဲ့အထိုက်အလျောက်အသက်ရှင်ဖို့သူတို့ပြက်ကွက်ခဲ့ပါတယ်အဲ့မှာဘာတွေ့ရလဲထိုသူတို့တွင်များစွာသောသူတို့ကိုဘုရားသခင်သည်အာရနှစ်သက်တော်မူသူတို့သည်တော၌သေကြေပျက်စီးခြင်းသို့ရောက်ကြ၏အသက်20ကျော်တဲ့ယောက်ျားကြီးပဲ6သိန်းလို့ပြောရမှာပေါ့ဖြန်းမြတရက်ကို39ယောက်ကနေအယောက်43ယောက်လောက်ဂျားက38နှစ်အတွင်းမှာတဖြုတ်ဖြုတ်နဲ့အတုပချပွဲကြီးကန္နာရထဲမှာသူတို့ကျင်းပါတယ်အသက်20ကျော်တဲ့အထက်ကယောရှုနဲ့ကာလက်2ယောက်ပဲခါနန်ပြည်ဝင်ရတယ်နော်20အဲ့ဒီဘိုးဘေးတွေအပြစ်ကျူးလွန်တဲ့အခါမှာဖခင်ရဲ့စကားတော်ကိုတန်တရားဝင်တဲ့အခါမှာအသက်20မပြည့်သေးတဲ့ခြာတိတ်လေးတွေခြာတိတ်မလေးတွေပြောရမှာပေါ့နော်လူငယ်ကလေးတွေကခါနန်ပြည်ဝင်ခွင့်ရတယ်ဆိုတော့ဒါအပိုက်ငယ်အခန်းကြီး10အပိုက်ငယ်1ကနေ4ကဖခင်ရဲ့ကောင်းမြတ်ခြင်းကြီးမြတ်ခြင်းဥဆောင်ခြင်းတွေကိုမှတ်တမ်းတင်ပြီး9ကတော့ဒီအပိုက်ငယ်6တို့နဲ့ဆက်ဖို့ပေါ့9ကတော့ဣသေလလူမျိုးတွေကောင်းမြတ်ခြင်းကိုခံစားနေပါရဲ့နဲ့ဖခင်ရဲ့တစ္ဆာတရားကိုပြည့်ပြည့်ဝဝခံစားခဲ့ပါတော့ညာလေသူတို့ဖခင်ရဲ့တဆွမ်းနိုင်ခြင်းတွေဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုသူတို့ဘလို့တန်တရားဝင်လဲဆိုတဲ့အကြောင်းကိုကျမ်းစာရဲ့စာမျက်နှာထက်ကအပိုက်ငယ်6ကနေ10လောက်အတွင်းမှာဆက်လက်ပြီးတော့မှမှတ်တမ်းတင်နေတာဖြစ်ပါဒါကြောင့်ကျွန်တော်ပထမနံပါတ်1ခေါင်းစဉ်ကြီးပေါ့နံပါတ်1ခေါင်းစဉ်ကိုတော့ကျွန်တော်ဘလို့ပေးထားလဲဆိုရင်ကြိုတင်တတိပေးခြင်းဆိုပြီးကျွန်တော်ခေါင်းစဉ်တက်ထားပါတယ်ကြိုတင်တတိပေးခြင်းဘယ်သူတွေကိုလဲဓာတ်ရိုက်ပြောမယ်ဆိုရင်တော့ကောရိန္သုဩဝါဒစာကိုဖတ်နေတဲ့ကောရိန္သုမြို့နယ်ရှိတဲ့ယုံကြည်သူတွေဒုတိယစာဖတ်ပိဿဖြစ်တဲ့21ရာစုမှာယုံကြည်သူဖြစ်နေတဲ့ကျွန်တော်တို့ခရိယန်တွေလည်း
အကျုံးဝင်ပါတယ်တိုက်ရိုက်ကတော့ကောရိန္သုစာဖတ်ပိတ်သက်ပေါ့တော်ဝိုက်သောနီလန်နဲ့နော်ခြုံငုံပြီးတော့တက်ရောက်တာကတော့မိတ်ဆွေနဲ့ကျွန်တော်ကိုယ်တိုင်လောလောဆယ်21ရာစုဒီနေ့ဒီရက်မှာအသက်ရှင်နေတဲ့ခရိယန်အားလုံးအကျုံးဝင်တာပဲဖြစ်ပါတယ်ကျွန်တော်ကြိုတင်သတိပေးခြင်းကြိုတင်သတိပေးတဲ့အခါမှာနှစ်ကြိမ်တိုင်တိုင်တွေ့ရတယ်ဗျအပိုက်ငယ်6မှာလဲဘာပြောထားလဲထိုသူတို့သည်မကောင်းသောအရာတို့ကိုတတ်မဲ့တကယ်သို့ငါတို့သည်မတတ်မဲ့စေခြင်းငါတဲ့ထိုအကြောင်းအရာတို့သည်ငါတို့အဖို့ပုံသက်သည်ဖြစ်ကြ၏ဒီလူတွေရဲ့တတ်မဲ့ခြင်းဒီလူတွေရဲ့ကြာဆုံးခြင်းကနေဘုရားကကျွန်တော်တို့ကိုဘာလုပ်လဲသူတို့လိုမတတ်မဲ့နဲ့နော်သူတို့လိုမလုံးနဲ့သူတို့လိုမရွေးချယ်နဲ့သူတို့လိုဟာလာမဖောက်ပြန်နဲ့ဆိုပြီးဘုရားကကျွန်တော်တို့ကိုဘာလုပ်တာလဲတတိပေးတာဖြစ်တယ်အဲ့ဒါကိုပဲဗမာလဲအပိုက်ငယ်30မှာလဲပြန်တွေ့ရတယ်အပိုက်ငယ်17မှာလဲထိုအကြောင်းအရာရှိသမျှတို့သည်ပုံသက်သည်ဖြစ်ရန်သောငါထိုသူတို့၌ရောက်ကြ၏ကပ်ကာလအဆုံးတွင်ဖြစ်သောငါတို့ကိုဆုံးမစေရဖို့ကျမ်းစာ၌ရေးထားလဲရှိ၏အပိုက်ငယ်6မှာလဲပုံသက်သည်ဆိုတာတွေ့ရတယ်အပိုက်ငယ်17မှာလဲပုံသက်သည်ဆိုတာတွေ့ရတယ်အဲ့ဒါဘာလဲတတိပေးတဲ့ပုံသက်သည်ဖြစ်ပါတယ်ဆုံးမစေရပုံသက်သည်ဖြစ်ပါတယ်ဘယ်သူတွေမှာတွေ့ကြုံခဲ့ရတဲ့အရာလဲမောရှေဥဆောင်မှုအောက်မှာလိုက်ပါခဲ့တဲ့အဂုရုတိုင်းပြည်ကနေလွတ်မြောက်ခဲ့တဲ့ဣသရေလလူမျိုးရဲ့ပုံသက်သည်ပဲဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့မှားယွင်းတဲ့ပုံသက်သည်သူတို့ရဲ့ကြာရှုံးခဲ့တဲ့ပုံသက်သည်သူတို့ရဲ့အားနည်းတဲ့ပုံသက်သည်ဟာသင်နဲ့ကျွန်ုပ်အတွက်ကြိုတင်သတိပေးနေတာပဲဖြစ်ပါတယ်ပြောချင်တာအမှားကနေသင်ခန်းစာယူဖို့အမှားကနေအမှားထပ်မလုပ်ဖို့အမှားကိုရှောင်ကြဉ်နိုင်ဖို့အမှားကိုမြင်နိုင်ဖို့အတွက်ကျမ်းစာကဘာလုပ်လဲကြိုတင်ကျွန်တော်တို့ကိုသတိပေးနေတာဖြစ်ပါတယ်ဒါဆိုကြည့်အောင်ကြိုတင်သတိပေးခြင်းထဲမှာအချက်ငယ်လေးတွေတွေ့ရတယ်ဗျပထမတစ်ချက်ကအပိုက်ငယ်6မှာနော်စောစောလည်းကျွန်တော်ဖတ်ပြီးသွားပြီထိုသူတို့သည်မကောင်းသောအရာကိုတတ်မဲ့တကယ်သို့ငါတို့သည်မတတ်မဲ့စေခြင်းကအဲ့ဒီအရာကအသေးစိတ်သိချင်ရင်တောလျာကျမ်းအခန်းကြီး7အပိုက်ငယ်4ကနေ34အတွင်းမှာဣသေလလူမျိုးတွေတတ်မဲ့မှု၌ကြာရှုံးခဲ့တဲ့ဖြစ်စဉ်တွေကိုကျမ်းစာကစစ်စစ်ပေါက်ပေါက်အကျေတဝင့်အသေးစိတ်နဲ့မှတ်တမ်းတင်ထားတာကျွန်တော်တို့တွေ့မြင်နိုင်မှာဖြစ်ပါအဲ့မှာတော့အဓိကတော့เนาะကျွန်တော်တို့ဘာတွေ့ရလဲဆိုရင်တောလျာ7เนาะကျွန်တော်4ကနေ34ကိုကျွန်တော်ချိတဲ့အခါမှာအပိုက်ငယ်4လောက်ကနေစချိတဲ့အခါမှာဣသေလမျိုးသားတို့နှင့်ယောနောလက်ပါသောတပါးမျိုးသားသည်တောင်းတသောစိတ်ဆွဲလန်းကြ၏ဣသရေလမျိုးတွေအဂုတ္တတိုင်းပြည်ကထွက်လာတဲ့အချိန်မှာသူတို့ကြီးပဲမဟုတ်ဘူးဗျဂျူးတွေကြီးပဲမဟုတ်ဘူးဂျူးတွေနဲ့အတူတူကျွန်ခံနေရတဲ့အဂုတ္တအင်ပါရာရဲ့ဒီစစ်ရှုံးနိုင်ငံတွေပဲပြောမှာပေါ့ဒီစစ်သုံးမန်းမိသားစုတွေသူတို့ကျွန်အနေနဲ့ဝယ်ထားတဲ့တပါးမျိုးသားတွေလည်းအဲ့ဒီညထွက်မြောက်ညမှာသူတို့လည်းဣသေလပရိသတ်နဲ့အတူရောနှောပြီးတော့မှသူတို့လည်းထွက်မြောက်လာတာဖြစ်ပါဒီအဖွဲ့တွေကစပြီးတော့ဖောက်ပြန်တယ်ဘာလို့လဲတောင်းတသောစိတ်ဆွဲလန်းတယ်ဘာတွေဆွဲလန်းလဲအသားစားခြင်းတယ်အသားစားခြင်းနော်သူတို့အသားလို့ပြောတဲ့အခါမှာဒီကျမ်းစာကတော့နော်ဘလို့မှတ်တမ်းတင်ထားလဲဆိုလို့ရှိရင်အမဲသားပေါ့တကယ်တော့အမဲသားဆိုတာကတကယ်နွားအသားတစ်ခုတည်းကိုရင်ညွှန်းတာမဟုတ်ပေနဲ့အဘေမီသောအသားမဆိုနော်သူတို့စားခြင်းတယ်ဆိုတော့ပြောချင်တာကဒါတော့ဘုရားသခင်ကအသားဓာတ်ကောငါးဓာတ်ကောနော်ဟိုအင်အားဖြစ်ထွန်းစေတဲ့အရာယောဂကာကွယ်တဲ့အရာနော်ဒီဉာဏ်ကိုတိုးပွားစေတဲ့အာနိသင်ဘောင်းဆောင်ပါတဲ့မာနမုတ်ကိုကျွေးပြီးသားမာနမုတ်သည်နော်အမဲသားဒုံးလို့အမြင်နေနဲ့ကြိုက်လိုက်ရင်အသားရတာမထွက်ပေမဲ့မုတ်စီကျော်အရသာဖြစ်နေပေမဲ့မာနမုတ်က all in one သူတို့သဲကန္တာရမှာနှစ်ပေါင်း40ခရီးစဉ်အတွင်းမှာလိုအပ်တဲ့လူတယောက်ရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့အချင်ဓာတ်ပဲဖြစ်ဖြစ်အစီဓာတ်ပဲဖြစ်ဖြစ်ရေအကုန်လုံးပါပြီးသားဖြစ်ဒါပေမဲ့သူတို့ဒီဒါကိုစားနေရပြီမဲ့သူတို့ဘာလုပ်လဲအဂုတ္တုပြည်၌အလိုလျောက်စားရသောငါတခွားသည်ဖျဲသည်စက်သွန်အနီအဖြူအရိုက်အမျိုးမျိုးတို့ကိုအောက်မေ့၏စားချင်တဲ့အရာရှိတာပြဿနာမဟုတ်ဘူးစားချင်တဲ့အရာကိုတောင်းတရင်းနဲ့စားနေရတဲ့အရာပေါ်မှာမထီမဲ့မြင်လောက်လာမှာဒီခေတ်နဲ့ပြောမယ်ဆိုရင်စားချင်တာကစက်သားတံပေါက်
စားရတာကဘဲဥအချင်းဟင်းစက်သားဓာန်ပေါက်ကိုမစားတဲ့အခါမှာစားခွင့်ရတဲ့ဘဲဥအချင်းဟင်းကိုမထီမဲ့မြင်ပြူတာဟာတခါလာလဲဘဲဥပဲဘယ်လိုအရသာကြီးမှန်းလည်းမသိဘူးမစားချင်ဘူးဒီချိန်မှာဓာန်ပေါက်စားလိုက်ရရင်ဘလောက်တောင်ကောင်းမလဲစားခွင့်မရတဲ့အစာကိုတန်းတတာပြဿနာမဟုတ်ဘူးဒါလွတ်လပ်စွာတောင်းတခွင့်ရှိတယ်မဲ့တောင်းတတဲ့အရာကိုမစားတဲ့အခါမှာစပွဲရှိမှာကိုမျက်စိရှိမှာလက်တကန်းအကွာမှာရှိတဲ့စားလို့ရတဲ့အစာကိုအကြီးကျယ်မထီမဲ့မြင်ပြူတယ်ဒီနေ့ခေတ်ကလေးတွေလည်းအဲ့ဒါအရန်လုပ်ပါဒီနေ့ခေတ်ကလေးတွေအဲ့ဒါပဲသူတို့စားချင်တာမစားရရင်စားခွင့်ရတဲ့အစားအသောက်ပေါ်မှာမထီမဲ့မြင်ပြူတာပဲဖြစ်ဖြစ်နော်မှတ်ချက်ပေးတာပေါ့အမေချက်တာလည်းမကောင်းဘူးဘာကြီးမှလည်းဘာရတာတခါလာလဲဒါပဲစက်သားချက်လည်းဒီအရတာပဲဝက်သားချက်လည်းဒီအရတာပဲအမဲသားချက်လည်းဒီအရတာပဲစားတော့မစားသေးဘူးဟင်းအနှံ့ရတာနဲ့အလှွတ်ရနေပြီပါဗစက်ထဲရောက်ရင်ဘာအရတာထွက်မယ်ဆိုတာနော်ဆိုတော့ဒါကဝမ်းနေစရာကောင်းတယ်ဗျတကယ်တော့ကျေးဇူးတော်ချီးမွမ်းပြီးတော့မှစားလိုက်ဖို့ပါပဲနော်ဆိုတော့အမှသူကပမတ်တစ်ချက်ပေါ့ဒီတပားမျိုးသားနဲ့ဣသေလပိဋကတ်အတိတ်ကာလကမကောင်းတဲ့အရာကိုတတ်မဲ့တဲ့ကဲသို့မတတ်မဲ့ဖို့အတွက်ကောရိန္သုစာဖတ်ပိဋကတ်တမကကောရိန္သုဩဝါဒစာကိုလက်ရှိဖတ်နေတဲ့ကျွန်တော်တို့ကိုတမန်ကျမ်းစာကဘာလို့လဲဆိုရင်ကြိုတင်တတိပေးတာဖြစ်ပါတယ်သူတို့လိုမလုံးနဲ့ဒါကျွန်တော်တို့လည်းရှိသောအရာပေါ်မှာကျေးဇူးတော်မချီးမွမ်းနိုင်ဘဲနဲ့မရှိသေးတဲ့အရာပေါ်မှာဆွဲလန်းခြင်းအဖြစ်ဘုရားကိုပြစ်မှားတဲ့အမှားတွေဘယ်လောက်တောင်ကျူးလွန်ခဲ့ပြီလဲတကယ်တော့ရှိတဲ့အရာကိုကျေးဇူးတော်ချီးမွမ်းရင်ဘုရားကရှိတဲ့အရာပေါ်မှာသစ္စာရှိရှိချီးမွမ်းတဲ့သင်ကိုဂုဏ်ပြုတဲ့အနေနဲ့မရှိသေးသောအရာများကိုသင်အသက်တာ၌ဘုရားသခင်ကရှိခွင့်ပေးလာမှာဖြစ်ပါတယ်ဘုရားရှင်နာမသားရဲ့ဘုန်းကြီးပါစေရှိပြီးသားအရာပေါ်မှာအလိုမကျဘဲနဲ့အမြဲတမ်းရှိပြီးသားအရာကိုစောင်းမြောင်းညူဆူပြီးတော့မှအနှုတ်သဘောဆောင်တဲ့မှတ်ချက်တွေပေးပြီးသင်စန့်ကျင်နေမယ်ဆိုရင်ဒီအရာအတောင်ပေါက်ပြီးသင်စီကနေပျောက်ကွယ်သွားနိုင်ဒါကြောင့်ရှိတဲ့အရာပေါ်မှာတန်ဖိုးထားပါရှိတဲ့အရာကိုကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ဖက်ယမ်းပါကျေးဇူးတော်ချီးမွမ်းခြင်းနဲ့လက်ခံပါကျေးဇူးတော်ချီးမွမ်းခြင်းနဲ့မှီဝဲပါသုံးဆွဲပါအသုံးချပါအသုံးပြုပါဒါနောက်ထပ်ကောင်းကြီးမင်္ဂလာအသစ်တွေရောက်လာဖို့အတွက်လမ်းစာဖြစ်တယ်ရှိတဲ့အရာပေါ်မှာခမများကျေးဇူးတော်ချီးမွမ်းခြင်းလက်မခံနိုင်ရင်ခမများလိုလူတယောက်ရဲ့အသက်တာကျွန်တော်တို့လူတယောက်ရဲ့အသက်တာထဲမှာဘုရားကနောက်ထပ်ပေးစရာအကြောင်းမရှိဘူးသူ့ကိုကောင်းကြီးပေးတာငါအစော်ကားခံဖို့ပဲဖြစ်နေပါလားဆိုတဲ့နှလုံးသားမျိုးဘုရားသခင်စီမှာဖြစ်ပျက်သွားနိုင်တယ်သူ့ကိုငါဘလောက်ပဲကောင်းကြီးပေးကောင်းကြီးမင်္ဂလာပေါ်မှာသူကကျေးဇူးတော်မချီးမွမ်းဘဲနဲ့အမြဲတမ်းငါ့ကိုအပြစ်တင်တယ်အမြဲတမ်းငါ့ကိုဝေဖန်တယ်အမြဲတမ်းငါ့ကိုမှတ်ချက်ပေးတယ်ငါသူ့ပေါ်မှာကောင်းသလောက်သူကကျေးဇူးတော်ချီးမွမ်းခြင်းနဲ့အရာခတ်သိမ်းကိုငါထိန်းချုပ်တယ်ဆိုတာကိုသူကအတိမတ်မပြုဘဲနဲ့တသနာတွေကိုသူ့ဘာသူကင်တွယ်ရင်းနဲ့ဘာခေါ်မလဲမကင်တွယ်နိုင်မှငါ့ကိုတွင်ကြီးအပြစ်တင်ပါလားဆိုတဲ့အမှုရာဖြစ်သွားမှာဒါကိုရမယ့်ကောင်းကြီးကိုပိတ်လိုက်တာပဲဖြစ်ပါဣသရေလလူမျိုးကဒီပြဿနာဖြစ်ပါစားရတဲ့ဒီလောက်ကောင်းတဲ့မာနမုတ်ကျွန်တော်ထင်တယ်မာနမုတ်လောက်ကောင်းတဲ့ဟာရှိမှာမဟုတ်ဘူးแต่မာနမုတ်ကိုမထီးမဲ့မြင်ပြုတယ်မာနမုတ်ကိုအာခံတယ်မာနမုတ်ကိုတယောတယ်ပြည့်ရပြုတယ်အထင်သေးတယ်ဒါအန်ဒီကိုဖိတ်ခွန်နေတာအမင်္ဂလာကိုဂျိုးဆိုနေတာသူတို့မသိဘူးဝမ်းနေစရာကောင်းပါဒါကြောင့်ဣသရေလလူမျိုးတွေလုပ်ခဲ့တဲ့အမှားလို့မလုပ်ဘူးကောရိန္သုစာဖတ်ပိဋကတ်ကောရိန္သုဩဝါဒစာကိုဖတ်နေတဲ့ကျွန်တော်တို့ကိုဘုရားကကြိုတင်တတိပေးထားတာဖြစ်ပါနောက်အပိုင်ငယ်ရှစ်လောက်မှာတတိချက်စီချင်တာအဲ့6တို့8တို့မှာကဲ့သို့ဆိုတာသူတို့လုပ်တယ်လို့မလုပ်နဲ့သူတို့လို့မဖြစ်နဲ့ဆိုတဲ့တတိပေးမှုတွေကိုဓမ္မတော်ရှင်ပေါလုကထက်ခါသုံးဆွဲထားတာကျွန်တော်တွေ့ရမှာဖြစ်ပါဆိုတော့ဒီမှာလဲတွေ့ရတယ်နော်အပိုင်ငယ်8မှာလဲထိုသူအချို့တို့သည်ရုပ်ထုကိုကိုးကွယ်တဲ့ကဲ့သို့မကိုးကွယ်ကြနှင့်တကယ်တော့ထွတ်မြောက်ကျမ်းအခန်းကြီး20ပိုင်ငယ်3ကလေးကမောရှေကိုဘုရားသခင်ကပြည့်ညတ်တော်10ပါးပေးတဲ့အခါမှာရုပ်ထုစင်တုကိုမကိုးကွယ်ဖို့ဥမချဝိမပြုဖို့မိန့်မာထားပြီးသားဖြစ်ပါတယ်ဆိုတော့ဒါမဲ့ဝမ်းနည်းစရာကောင်းတာကထွတ်မြောက်32ရောက်လာတဲ့အခါထွတ်မြောက်28လောက်ပေါ့တိနာတော်မမောင်ပြည့်ညတ်တော်10ပါးကိုယူဖို့အတွက်မောရှေတက်နေတဲ့အချိန်ရပောင်း40အစာမစားရေမတောက်ပဲနဲ့ဘုရားရဲ့မျက်မှောက်တော်မှာမောရှေမွေ့လျော်နေတဲ့အချိန်မှာတောင်အောင်မှာရှိဣသရေလလူမျိုးကစတင်ဖောက်ပြန်မောရှေသေလားရှင်လားငါတို့မသိရတဲ့အတွက်ကြောင့်အာရုံကြီးငါတို့ကိုဥဆောင်တဲ့အနေနဲ့ရွှေနွားရုပ်လုပ်ပေးပါဆိုပြီးသူတို့ရဲ့ရွှေထည်ပစ္စည်းတွေကိုအာရုံလက်မှာအာရုံကလည်းကညစ်နဲ့ဟာလာအယုတ်ကိုရေးဆွဲပြီးသူတို့အတွက်ရွှေနွားရုပ်ကိုတုံးလောင်းပေးရဒါလည်းဝမ်းနည်းစရာကောင်းပါနော်
ဆိုတော့ကျွန်တော်ပြောချင်တာကဒါဣသေလလူမျိုးတွေအမှားဒီခေတ်ဆိုကျွန်တော်တို့ကဘာနဲ့တူလဲဖျားခွဲခန့်မှတ်သားထားသောအရာကိုလက်မခံဘဲနဲ့အခြားသောအရာကိုကျွန်တော်တို့အစားထိုးခြင်းသည်ခေတ်သစ်ရုပ်ထုကိုးကွယ်ခြင်းပဲဖြစ်ပါတယ်ဒါကြတော့မောရှေသည်ဖျားသခင်ကောင်းချီးပေးထားတဲ့မျက်မြင်ရတဲ့ခေါင်းဆောင်ပြောချင်တာဖျားသခင်ဒီဣသေလလူမျိုးကိုမောရှေအားဖြင့်ဥဆောင်နေတယ်ဖျားဥဆောင်ခွင့်ပေးထားတဲ့ခွဲခန့်မှတ်သားထားတဲ့မောရှေနေရာမှာတစုံတစ်ခုကိုအစားထိုးခြင်းဟာဖျားနေရာမှာတစုံတစ်ခုကိုအစားထိုးခြင်းနဲ့အတူတူပဲဖြစ်ပါတယ်။ဒါတို့ပြဿနာတက်တယ်။ဒါသိရင်ကျွန်တော်ဒီနေ့ပြောချင်ပါတယ်။ဖျားသခင်ထက်သင်တန်ဖိုးထားသောအရာဖျားသခင်ထက်သင်ပို၍အချိန်ပေးသောအရာဖျားသခင်ထက်သင်အားကိုးသောအရာဖျားသခင်ထက်သင်ဆွဲလန်းသောအရာဟာသင်ရဲ့ရုပ်ထုပဲဖြစ်ပါတယ်။ဒါကြောင့်ယေဇကျေလ14အပိုက်ငယ်3မှာပြောလဲထိုသူတို့သည်ကိုယ်စိတ်နှလုံး၌ကိုယ်ရုပ်ထုများကိုတည်ထောင်၍အဲ့ရုပ်ထုကလောဘလည်းဖြစ်နိုင်တယ်အဲ့ရုပ်ထုကတတ်မဲ့ခြင်းလည်းဖြစ်နိုင်တယ်အဲ့ရုပ်ထုကတစုံတစ်ခုကိုလွန်လွန်ကျူးကျူးဖျားထက်ဆွဲလန်းတာလည်းဖြစ်နိုင်ဒါကြောင့်ဒါလည်းဘုရားသခင်ကတတိပေးတယ်နော်တတိပေးတဲ့အထက်မှာအဲ့ဒါပါတယ်သူတို့ရုပ်ထုကိုးကွယ်သလိုမင်းတို့မကိုးကွယ်နဲ့ဒါကြောင့်သူတို့ရုပ်ထုကတော့ရွှေနွားရုပ်ကျွန်တော်ရုပ်ထုကတော့ကျွန်တော်တို့ရဲ့ဝင်ငွေတွေဖြစ်နိုင်တယ်ကျွန်တော်တို့ရဲ့ဝင်ငွေကောင်းတဲ့လုပ်ငန်းဆောင်တာတွေဖြစ်နိုင်တယ်စသည်ဖြစ်ပေါ့နော်ကဲနောက်တစ်ခုကြည့်အောင်အပိုင်ငယ်9မှာတော့ထိုသူအချို့sorry အပိုင်ငယ်10ရဲ့အဆုံးမှာပဲထိုသူချို့တို့သည်မတရားသောမေထုံကိုပြု၍တနေ့ချင်းတွင်လူ2300လဲ၍သေတကဲ့သို့မပြုဘဲမတရားသောမေထုံကိုရှောင်ကြကုန်အံ့ဒါကတော့တောလျာ25တစ်ကနေ19အတွင်းမှာကျွန်တော်တို့တွေ့နိုင်တဲ့အရာဖြစ်ပါတယ်နော်တောလျာကျမ်းအခန်းကြီး25တစ်ကနေ sorry တစ်ကနေ9အဲ့ဒါတော့အားလုံးသိပါတယ်เนาะကျွန်တော်တို့မောဘရှင်ပြန်ဘာရက်က prophet ဘာလန်ကိုငှားပြီးဣသေလမျိုးကို3ကြိမ်3ခါတိုင်ချိန်ဆခိုင်းတယ်ဒါပေမဲ့ဘုရားသခင်ထိန်းချုပ်တဲ့အခါမှာချိန်ဆခြင်းကကောင်းကြီးမင်္ဂလာဖြစ်သွားတယ်အဲကြောင့်ဘာလန်ကဣသေလလူမျိုးကိုအပြင်ဘက်ကနေချိန်ဆခြင်းနဲ့အနိုင်ယူလို့မရတဲ့အခါမှာသူဘာအကြံပေးခဲ့လဲဣသေလလူမျိုးကိုဒီတတ်မဲ့ခြင်းနဲ့ဆွဲဆောင်ဖို့မတရားသောမိထုံကိစ္စနဲ့ဆွဲဆောင်ဖို့အတွက်မောဘမင်းကြီးဘာရက်ကိုအကြံပေးတဲ့အခါမှာနော်အပိုင်ငယ်တောလျာ25မှာဣသေလမျိုးသားတို့သည်ရှေတိန်အရက်၌နေသောအခါအချို့သောမောဘမိန်းမတို့နှင့်မတရားသောမိထုံကိုပြုကြ၏ထိုမိန်းမတို့သည်မိမိတို့ဖျားရှိမှရစ်ပူဇော်ရာပွဲသို့ဣသေလလူတို့ကိုခေါ်သွားသဖြင့်ယောက်ျားတို့သည်ရစ်သားကိုစား၍ထိုဖျားရှိမှဥချကြ၏ဝမ်းနဲ့စရာကောင်းတယ်နော်ကျွန်တော်မြင်နေဣသေလလူမျိုးတွေကယောက်ျားဖြစ်သည့်အာရောစွာနော်သူတို့ကမြင်နေကြသူတို့အနားမှာတွေ့နေကြဂျူးမိန်းကလေးတွေရဲ့အသွင်အပြင်ထက်နော်မောဘမိန်းမတွေရဲ့အသွင်အပြင်ကသူတို့အတွက်ခြားနာမှုရှိတဲ့အခါမှာနော်သူတို့အဲ့မိန်းမတွေရဲ့ဆွဲဆောင်မှုကိုခံရတယ်အဲ့မိန်းမတွေနဲ့မတရားသောမိထုံပြုတယ်အဲ့မိန်းမတွေရဲ့သွေးဆောင်ခြင်းအဖြစ်အဲ့မိန်းမတွေကိုကိုယ်တဲ့ဖျားရှေ့မှာပူဇော်ထားတဲ့ရစ်သားတွေကိုစားတယ်ဒီဘက်ခေတ်မှာလဲဒါမျိုးရှိနိုင်ပါတယ်နော်ဒါမျိုးရှိနိုင်ပါတယ်အသက်ရှင်တဲ့ဖျားကိုမသိတဲ့နော်စန့်ကျင်ဘက်တဘိုးလို့ပြောရမယ်ခရစ်တော်ကယ်တင်မန်ရှင်နဲ့လက်မခံတဲ့သူတွေနဲ့ရေငံပြီးတော့မှသမီးစားဖြစ်ပြီးတော့မှသူတို့ရဲ့ကိုးကွယ်မှုအစဉ်လာတွေထဲမှာယုံကြည်သူလူငယ်ယုံကြည်သူညီမငယ်သားငယ်လေးတွေလိုက်ပါသွားခြင်းဟာဒီမြင်ကွင်းရဲ့ဘာခေါ်မလဲဒီမြင်ကွင်းနဲ့ညီမချင်းထူလို့ရတဲ့ခေတ်ပေါ်မြင်ကွင်းတစ်ခုဖြစ်ပါဒီခေတ်မှာဒါတွေအများများပါလောကီချစ်ချင်းမြတ်တာရဲ့သွေးဆောင်မှုကနေတစ်ဆင့်အသက်ရှင်တဲ့ဘုရားကိုကြောခိုင်းပြီးတော့နော်အသက်မရှိတဲ့အရာတွေနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခြင်းဟာဒီပြရုပ်ပဲဖြစ်ပါဒါအရေးကြီးတယ်ဒါအရေးကြီးနော်ဒါကြောင့်ကျွန်တော်တတိချက်ဖို့ပေါ့နော်ဒီခေတ်ကြီးမှာအဖေမေသင်းဥစ္စာဖြစ်လေသင်းဥစ္စာသားသမီးလည်းစိတ်ချလို့မရဘူးဗျနော်သင်းဥစ္စာသားသမီးလည်းကဲတင်ချင်းတကယ်စိတ်ချမှုရှိမရှိစိတ်ချလို့မရဘူးနော်
ဒါကြောင့်ကျွန်တော်တို့ကမိမိရဲ့ပုဂ္ဂလိကယုံကြည်ခြင်းကိုအမြဲတမ်းစစ်ဆေးနေဖို့လိုတယ်စစ်ဆေးဖို့လိုအပ်တယ်ဆိုတာကိုသားသမီးတွေကိုသင်ထားပေးဖို့လိုတယ်တစ်ချိန်လုံးကိုသားသမီးကဆရာမဂိုက်လုံးမှရက်တည်နိုင်တဲ့လူမဖြစ်ဖို့အရေးကြီးတယ်အဲဆိုရင်တော့သူတို့တယောက်တည်းရှိတဲ့ချိန်လဲမှာပဲအဲ့ဒါလုံးဝခံနိုင်ရှိမှာမဟုတ်နော်ဒီထောက်ရှိမှသူကမတည့်ရနိုင်တာအဲကြောင့်ထောက်အနေနဲ့ထောက်တဲ့လူတွေကလည်းကိုမရှိလဲရက်တည်နိုင်အောင်ကျမ်းစာသင်ပေးဖို့လိုတယ်တရားဟောထားပေးဖို့လိုတယ်တစ်ချိန်လုံးကိုနဲ့အဆက်အသွယ်လုံးမှပဲသူကခရိယန်တက်တာမှာယက်တည်နိုင်တယ်ဆိုတာကျမ်းစာနဲ့ညီတဲ့တုံသင်မှုမဟုတ်ဘူးဗျကျမ်းစာနဲ့ညီတဲ့တုံသင်မှုကဖျားနဲ့ကိုနဲ့နှစ်ယောက်တည်းရှိရင်လေလောကအလယ်မှာယုံကြည်ခြင်းခိုင်မာစွာယက်တည်နိုင်ရမယ်နော်အဲ့အဆင့်မျိုးဘယ်လိုခေါ်မလဲတဆင့်ခံယုံကြည်ခြင်းကနေဓာတ်ရိုက်ယုံကြည်ခြင်းအထိသွားတတ်အောင်သင်ပေးဖို့လိုပါတယ်မဟုတ်ရင်တော့ခုနကျွန်တော်ပြောသလိုမညီတဲ့တပူထမ်းတဲ့ကိစ္စကနေမတရားသောမိထုံထိုမှတဆင့်မှားယွင်းတဲ့ကိုးကွယ်မှုနောက်ကိုဒီအစ်သေလလူမျိုးတွေရှေ့တင်အရက်မှာဖြစ်ပျက်တယ်လို့ဖြစ်ပျက်သွားနိုင်တယ်ဆိုတော့ကျွန်တော်ဖော်ပြပေးချက်ဒါကြောင့်ဒါလည်းသတိပေးတယ်ဗျနော်သူတို့မကောင်းတာတတ်မဲ့တယ်လို့မတတ်မဲ့နဲ့အပိုင်ငယ်6မှာသူတို့ရုပ်ထုကိုးကွယ်တယ်လို့မကိုးကွယ်နဲ့အပိုင်ငယ်8မှာအပိုင်ငယ်8မှာပဲသူတို့မေထုံပြုတ်တယ်လို့မပြုတ်နဲ့ပြီးတော့အပိုင်ငယ်9မှာအဲ့မှာလည်းဗာပြောလဲဣသေလလူမျိုးတချို့ဟာတဲ့စုံစမ်းနဲ့နောက်ဆက်ခြင်းကိုပြုပြီးပျက်စီးတဲ့ကဲ့သို့ခရစ်တော်ကိုမစုံစမ်းမနောက်ဆက်ဖို့ထပ်ပြောတယ်အဲ့ဒီအဖြစ်ပြကတော့တောလျာ21 4ကနေ9မှာနော်ဘာတွေ့ရလဲသူတို့ခီးသွားတဲ့အခါမှာလမ်းခီးကြမ်းတမ်းတဲ့အတွက်ကြောင့်ဘုရားသခင်နဲ့ဥဆောင်တဲ့မောရှေကိုသူတို့ပြစ်တင်မြည်တမ်းတဲ့အခါမှာသာရဘုရားရဲ့စေလွတ်မှုနဲ့မိမွေတွေထွက်လာပြီးဣသေလလူမျိုးကိုဖျက်ဆီးတဲ့အဖြစ်ဖြစ်ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နော်မွေကြိုက်တယ်လဲကြကြတဲ့ဝေဒနာခံစားတယ်သေတဲ့လူကသေတယ်အဲ့ချိန်မှာသူတို့အော်ဟစ်တဲ့အခါမှာဘုရားသခင်ကမောရှေကိုတရားစီရင်ခြင်းရဲ့ပြရုပ်ဖြစ်တဲ့ခြေဝါမွေရုပ်ကိုလှုပ်ပြီးမြောက်ထားခိုင်းတဲ့အခါမှာအဲ့ခြေဝါမွေရုပ်ကိုကြိခိုင်းတဲ့အခါမှာကြည့်တဲ့သူကအသက်ချမ်းသာရရတယ်ဒါတော့ဓမ္မသစ်မှာယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3ရဆိုရင်တော့ဒါအရှင်ရှုရဲ့လက်ဝါးကတိုင်မှာချိတ်ဆွဲထားတဲ့အရာကိုလည်းတစ်ဖက်ကနေဘယ်လိုခေါ်မလဲပုံဆောင်တာဖြစ်တယ်လို့ဣသေလလူမျိုးတွေအတွက်ကတော့တောမှာသူတို့ရဲ့ဘုရားသခင်ကိုစုံစမ်းစစ်ဆေးတဲ့အနေနဲ့ညီတန်းခဲ့တဲ့ရလတ်ကိုသူတို့ရိတ်သိမ်းရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘုရားကိုလည်းကျွန်တော်စုံစမ်းနှောက်ယှက်ခြင်းမပြုဖို့ပေါ့ဒါကကျွန်တော်တို့ယုံကြည်ခြင်းပေတာနဲ့ဘုရားရဲ့ကောင်းမြတ်ခြင်းကိုအမြဲတမ်းတိုင်းတယ်ဘုရားကဒီတိုင်းပုံသီဖြစ်နေရမယ်ငါဒီဟာဟလာဘုရားနိုင်ငံတော်အတွက်ပါဝင်ထားတယ်ဒါကြောင့်ဘုရားဘက်ကဒီဟာငါ့ကိုပြန်လုပ်ပေးရမယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘာသာရေးပုံသင်နည်းပေါ့တခါကြရင်ကျွန်တော်တို့ပုံသင်နည်းအတိုင်းအဖြေမထွက်လာတဲ့အခါမှာဖះကိုကျွန်တော်တို့ကအရန်ဒေါသထွက်တယ်ဖះကိုကျွန်တော်တို့ကစိတ်ထဲကနေမထီမဲ့မြင်ပြုတယ်ဒါတကယ်ဝิญဉ်ရေးမှာကြောက်စရာအရန်ကောင်းတဲ့အရာပါအန်တရယ်အရန်ရှိတဲ့ဒါကိုယ့်ရဲ့ဝิญဉ်ရေးရာအခြေအနေကိုမမျော်လင့်မဲနဲ့လှစ်ဟာပြသလိုက်တဲ့မဖုံးနိုင်မဖိနိုင်အောင်ဖြစ်သွားတဲ့ဖြစ်စဉ်တွေဖြစ်ပါနော်ဒါကြောင့်ကျွန်တော်တို့ကဘာပြဿနာမှမရှိတဲ့အချိန်မှာရှိနေတဲ့လူတစ်ယောက်ရဲ့ပဂတိဖះကိုကိုးကွယ်တဲ့ကျမ်းစာသင်နေတဲ့တရားဟောနေတဲ့ Prison Worship ဥဆောင်နေတဲ့နော်အသင်းတော်ရဲ့အစီအစဉ်တွေမှာအဲ့ဒါတွေကိုသွားကြည့်လို့မရဘူးဗျဘယ်အချိန်မှာသူတို့ရဲ့ဝิญဉ်ရာဇာကထွက်လာလဲဆိုရင်ပြဿနာနဲ့ကြုံတဲ့အချိန်သူတို့မမျှော်မှန်းထားတဲ့မတွက်ချက်ထားတဲ့စုံစမ်းနောက်ဆက်ခြင်းတွေနဲ့တွေ့တဲ့အချိန်မှာသူတို့ရဲ့ဝိညာဉ်ရေးရာအခြေအနေအခင်းအကျင်းကချက်ချင်းထွက်လာတာဖြစ်ပါကျွန်တော်မကြာခဏပြောပါတယ်သင်ပါဖြစ်တယ်လဲဆိုတာအရေးမကြီးဘူးဖြစ်တဲ့အရာကိုသင်ဘလို့ကင်တွေ့တယ်လဲဘလို့ပြန်တယ်လဲဆိုတာကဖះကလည်းဒါကိုဟလာအတိမတ်ပြုဖို့ချိနေတယ်လို့အင်္ဂါချင်းတွေကလည်းဒီအရာကနေသင်ရဲ့ဝิญဉ်ရေးရာအခင်းအကျင်းကိုကောက်ချက်ချနိုင်တယ်ဆိုတာကျွန်တော်ဒီနေ့ဖော်ပြပေးခြင်းပါနောက်ဒါကြောင့်ဣသေလလူမျိုးတွေဟလာဖះကိုစုံစမ်းနှောက်ယှက်တယ်လို့ခရစ်တော်ကိုမစုံစမ်းမနှောက်ယှက်ဖို့ဓမ္မတော်ရှင်ပေါလုကကောရိန္သုအသင်းတော်ကိုတတိပေးတယ်လို့ကျွန်တော်တို့ကိုလည်းတတိပေးနေတာဖြစ်ပါနောက်အပိုက်ငယ်30မှာထိုသူချို့တို့သည်ညီတန်းခြင်းကိုပြုပြီးပျက်စီးတဲ့ကဲပျက်စီးသောသူ၏လက်ဖြင့်ပျက်စီးတဲ့ကဲသို့ညီတန်းခြင်းကိုမပြုနှင့်နော်အဲ့ဒါကတော့ကျွန်တော်တို့တောလေယာကျမ်းခန်းကြီး16အပိုက်ငယ်3ကနေ4မှာတွေ့ရလိမ့်မယ်နော်တောလေယာ17တစ်ကနေ3မှာလည်းတွေ့ရသူတို့အလိုတော်မရှိတဲ့ညီတန်းခြင်းကိုပြုကြတယ်တောလေယာ17မှာနောက်တောလေယာ16မှာတော့မောရှေနဲ့အာရုံရဲ့ခေါင်းဆောင်မှုကိုသူတို့မေကုံထုတ်ပြီး
မင်းတို့ခေါင်းဆောင်နိုင်လွန်းအားကြီးတယ်ငါတို့လည်းတလှဲ့ခေါင်းဆောင်ပါရစေဒါတော့ခေါင်းဆောင်မှုဆိုတာကခွဲတန်းနဲ့သွားလို့မရဘူးဗျနော်တယောက်ကလေးခေါင်းဆောင်လုပ်မယ်ဒါခေါင်းဆောင်မှုဆိုတာဖရားရဲ့ဗိသိက်နဲ့ဆိုင်တဲ့အရာဖြစ်တယ်နော်မင်းနဲ့ငါနဲ့ဟာလာ3လသင်တန်းအတူတူတက်တာပဲမင်းလည်းခေါင်းဆောင်လုပ်ပြီးသွားပြီပြီးမင်း3နှစ်ပြီးရင်ငါကလေးခေါင်းဆောင်မှုဆိုတာအဲ့လိုမျိုးကိန်းကနန်းတွက်ချက်မှုနဲ့သွားလို့မရဘူးဖရားရဲ့အချိန်စရာထဲမှာဖရားရဲ့သတ်မှတ်ချက်ထဲမှာရှိတဲ့အရာတချို့အဲ့ဒါမသိတော့တချို့ကျွန်တော်ပြောဘူးလားကြားတယ်နော်အဲ့လိုမျိုးလုပ်ပေးပလားနော်အလဲကျစနစ်နဲ့အလဲကျစနစ်ဆိုတာနိုင်ငံရေးမှာတော့ပြဿနာမရှိဘူးဗျဒါဝิญဉ်ရမှာတော့သတိထားဖို့တော့လိုတယ်နော်သတိထားဖို့တော့လိုတယ်နော်ဆိုတော့ဒီမှာလဲမောရှေနဲ့အာရုံရဲ့ဥဆောင်မှုကိုသူတို့မေးခွန်းထုတ်တယ်မကြည်မနှက်ဖြစ်ပြီးမြည်တမ်းတယ်ကောရဒါတန်အဘိရန်အုပ်စုတွေပေါ့ဗျာနော်ခေတ်သစ်မှာလဲကောရဒါတန်အဘိရန်တွေရှိနိုင်တယ်နော်မင်းတို့ခေါင်းဆောင်လှုပ်လုံးအားကြီးတယ်ခေါင်းဆောင်ငါတို့လည်းခေါင်းဆောင်လှုပ်ပြရစီငါတို့လည်းခေါင်းဆောင်လှုပ်ချင်တယ်ဆိုတဲ့ဟာမျိုးဘာဖြစ်သွားလဲမြေမျိုးပြီးသေတဲ့လူကသေမီးလောင်ပြီးသေတဲ့လူကသေတကယ်ဝမ်းနဲ့ဆရာကောင်းတဲ့အဖြစ်နော်ဣသေလလူမျိုးတွေမပြုံးတီးသိမ့်မနဲ့ပြုံးတီးသွားတယ်ဗျမသေဆုံးသိမ့်မနဲ့သေဆုံးသွားတယ်ဝမ်းနဲ့ဆရာကောင်းတဲ့အနိဋ္ဌာယုံနေနဲ့တွေ့ကြုံပါတယ်တကယ်ဒါသူတို့မောရှေနဲ့အာရုံရဲ့ဥဆောင်မှုကိုနာခံမယ်ဆိုရင်သူတို့ကိုဘုရားသခင်ပေးထားတဲ့ကိုယ်စီဆိုင်ရာအယက်အရာနဲ့သူတို့ကောင်းကောင်းအမှုတော်မြတ်ထက်မှာပါလို့ရတယ်ဒါပေမဲ့သူတို့ကရတာမလို့လူတာမရဖြစ်ပြီးတော့လောဘတက်တဲ့အခါမှာရှိတဲ့အယက်အရာသာမကအသက်ကိုပါဆုံးလွှတ်လိုက်ရတယ်ဗျာနော်ညီမျိုးတာခံလိုက်ရတယ်မိလောင်ပြီးတည်သွားတယ်ပြောမယ်ဆိုသူတို့ရဲ့တည်ဆုံးခြင်းကအကုန်လုံးရုပ်ပြက်ဆင်းပြက်ဗျာဒါဘာကြောင့်လဲနော်ကျမ်းစာရဲ့ဖော်ပြချက်သူတို့ဒီညီတန်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်တရားတွေနိဂုံချုပ်မယ်ဆိုရင်အပိုင်းငယ်7မှာရှင်ပေါလုကပြောလဲဒါတွေကိုကျမ်းစာမှာရေးထားတာအလကားမဟုတ်ဘူးတဲ့နောက်ဆုံးသောကပ်ကာလမှာလူဖြစ်လာတဲ့မင်းတို့ငါတို့ကိုတတိပေးဖို့ဆုံးမဖို့လို့ကျမ်းစာထဲမှာဖော်ပြပါတယ်ဒါကြောင့်ကျွန်တော်ဖော်ပြပေးချင်တာကကြိုတင်တတိပေးခြင်းတစ်ကော73မလာခင်မှာတစ်ကော10တစ်ကနေအထူးသဖြင့်4ကနေ10အတွင်းမှာဒီ17အတွင်းမှာဒါတွေကိုပြောထားတယ်ဗျကြိုတင်တတိပေးခြင်းနော်နောက်အပိုက်ငယ်12ရောက်လာတဲ့အခါမှာထို့ကြောင့်အကျဉ်သူသည်ထို့ကြောင့်တွေ့လားဒီလိုအကြောင်းတွေကြောင့်ထို့ကြောင့်ဆိုတာဣသေလလူမျိုးတွေဖြစ်ပျက်ခဲ့တဲ့အရာတွေပေါ့နော်မကောင်းတာကိုတတ်မဲ့တာရုပ်ထုကိုးကွယ်တာမေထုံပြူတာစုံစမ်းနောက်ချက်ချင်းကိုပြူတာမြည်တမ်းတာဒါတွေအဲကြောင့်ထို့ကြောင့်ဒါကြောင့်မလို့အကျဉ်သူသည်ဆိုတာဘာကိုပြောချင်လဲမိသူမဆို whosoever သင်လည်းဖြစ်နိုင်တယ်ကျွန်တော်လည်းဖြစ်နိုင်တယ်ယောက်ျားလည်းဖြစ်နိုင်တယ်မိန်းမလည်းဖြစ်နိုင်တယ်လူငယ်လည်းဖြစ်နိုင်တယ်လူကြီးလည်းဖြစ်နိုင်တယ်မိသူမဆိုအကျဉ်သူသည်မိမိတီကြည်လက်နေသည်ဟုမိမိထင်မှတ်၏ထိုသူသည်မလဲခြင်းကတတိပြုစေပထမကကြိုတင်တတိပေးခြင်းဒုတိယကတော့မလဲခြင်းကတတိပေးခြင်းတနည်းအားဖြင့်ထပ်မံတတိပေးခြင်းပေါ့အဝေးကအတိတ်ကာလအဖြစ်ဖြစ်နဲ့ရှင်ပေါလုကတတိပေးတယ်ဣသေလလူမျိုးတွေမှားခဲ့တယ်ဣသေလလူမျိုးတွေမှားခဲ့တယ်အဲ့ဒါငါတို့ကိုဆုံးမဖို့ငါတို့ကိုတတိပေးနေတာဒါကြောင့်ကျမ်းစာထဲမှာဒီအဖြစ်ဖြစ်တွေကိုမင်းတို့ငါတို့ဖတ်နေရတာပြီးတော့ဘာဖြစ်လဲလက်တလောလောလတ်ဟေးမင်းတို့ဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့နောက်ဒီအကြောင်းအရာတွေကိုဖတ်ရှုပြီးတဲ့နောက်မှာဣသရေလလူမျိုးတွေကိုပဲအပြစ်မတင်နေနဲ့ဣသရေလလူမျိုးတွေအားနည်းလို့ဖြစ်တာပါငါတို့တော့ဖြစ်เสียအကြောင်းမရှိဘူးအဲ့လိုစိတ်နေမမြင့်နဲ့ကိုငါဘယ်တော့မှတတ်မဲ့မှာလည်းမဟုတ်ဘူးငါဘယ်တော့မှရုပ်ထုကိုးကွယ်မှာလည်းမဟုတ်ဘူးငါဘယ်တော့မှဖျားကိုစုံစမ်းနှောက်ယှက်မှာလည်းမဟုတ်ဘူးငါဟာငါပဲငါရဲ့ဝိညာဉ်ရေးရာကအမတမကိုခိုင်မာတောင့်တင်းတယ်အဲ့လိုမျိုးကိုအထင်ကြီးတဲ့စိတ်ဘဝင်မြတ်တဲ့စိတ်ယုံကြည်မှုလွန်ကဲတဲ့စိတ်မျိုးနဲ့အသက်ရှင်မယ်ဆိုရင်ရှင်ပေါလုကပြောလဲထိုသူသည်မလဲခြင်းကတတိပြုစေလို့ပြောပါကြိုတင်လဲတတိပေးတယ်ထပ်မံပြီးတော့အနိကပ်ပေါ့နော်အတိတ်ကအဖြစ်ပြက်နဲ့လဲတတိပေးသလိုပစ္စုပန်မှာလဲတက်ကြီးပြဒဲဒိုးကြီးလက်ဆက်လောလတ်နော်ထပ်ပြီးတော့
ပူနွေးထပ်တတိပေးတယ်ဟေးကိုအဟုတ်ကြီးမထင်နဲ့နော်ကိုတကယ်ဝင်းကြီးပကတိနဲ့ပြည့်စုံတဲ့ဝင်းကြီးလူကြီးဆိုပြီးတော့ဟာငါမိမကိစ္စနဲ့တော့လဲမှာမဟုတ်ဘူးငါငွေကြီးကိစ္စနဲ့တော့လဲမှာမဟုတ်ဘူးငါကြော်ကြားမှုနဲ့တော့လဲမှာမဟုတ်ဘူးဆိုပြီးကိုသိပ်ဘဝင်မမြင့်နဲ့နော်အထင်မကြီးနဲ့နော်တချို့လည်းပြောတတ်တယ်လေငါအသက်50ရှိပြီအသက်40ရှိပြီမတရားတော့မိထုံကိစ္စနဲ့ငါ40ရလားငါအသက်ကြီးပဲငါရုပ်ရည်နဲ့မထင်နဲ့60ကျော်လဲလဲနိုင်တယ်80ကျော်လဲလဲနိုင်တယ်ခင်ဗျာအိမ်အောင်ရေးဖောက်ပြန်တယ်ဆိုတာအသက်ငယ်တာကြီးတာနဲ့မဆိုင်ဘူးနော်အိမ်အောင်ကြဘူးတာမကြဘူးတာနဲ့မဆိုင်ဘူးကလေးတွေအပြူဖြစ်တာသားတွေသမီးတွေလူအဲ့ဒါနဲ့မဆိုင်ဘူးနော်အဲ့တော့ short မတွက်နဲ့တချို့ကငါအခုလာကြည့်လေအဖွားကြီးရုပ်ပေါက်နေပြီငါအဖိုးကြီးသပင်တကောင်ငါလိုလူကအိမ်အောင်ရေးဖောက်ပြန်ပါမလားမထင်နဲ့အဲ့လိုလူကဖောက်ပြန်ဖို့စာရမဏေကိုဖိတ်ခေါ်လိုက်တာနဲ့အတူတူပဲဒါတော့တရက်စာတဲ့စာဖះခိုလုံဖို့ကိုးစားဖို့ရေးကြည့်တယ်ကိုအာမကိုးနဲ့နော်သင်ကိုသင်စိတ်မချပါနဲ့သင်ကိုးကွယ်တဲ့ဖះကိုပဲစိတ်ချပါသင်ကိုသင်စိတ်ချလွန်အားကြီးရင်သင်ဟာစာရမဏကိုသင်ကိုသွေးဆောင်ပြီးတော့မှဖျားယောင်းဖို့အတွက်သင်ကဖိတ်ခေါ်လိုက်တာနဲ့အတူတူပဲစာရနဲ့သွားပူပေါင်းတာနဲ့အတူတူပဲကိုယုံကြည်မှုလွန်ခဲ့တယ်ဆိုတာဒါကြောင့်ကြိုတင်လဲတတိပေးတယ်ထပ်မံပြီးတော့မလဲချင်းကလည်းတတိပေးတယ်ဆိုတော့ကျွန်တော်ဆက်ကြည့်ရအောင်နောက်တတိယတစ်ချက်မှာတော့ကျွန်တော်ဘာဖော်ပြပေးခြင်းလဲသစ္စာရှင်ဖျားဤဂတိတော်များအဲ့တော့တစ်ကော30 73မှာပါပါတယ်ပထမဂတိကတော့လူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုသာသင်တို့သည်ခံရကြ၏ပြောချင်တာပါလေမင်းတို့တွေ့တဲ့စုံစမ်းနှောက်ယှက်ခြင်းဆိုတာအတိတ်ကာလကဘာပေါ်မှာအသက်ရှင်ခဲ့တဲ့လူတွေမင်းတို့နောက်ပိုင်းမှာဆက်ပြီးအသက်ရှင်လာမဲ့မျိုးဆက်သစ်တွေကြုံခဲ့တဲ့အရာတွေကြုံရမယ့်အရာတွေပဲမင်းကြမှာထူးထူးဆန်းဆန်းကြီးမင်းတယောက်တည်းမှကွက်ပြီးဒီစုံစမ်းနှောက်ယှက်ခြင်းမျိုးငါပေးတွေ့တာမဟုတ်ဘူးမင်းတွေ့တဲ့စုံစမ်းနှောက်ယှက်ခြင်းမျိုးဆိုတာအရင်လောကမှာအသက်ရှင်သွားတဲ့တန်ရှင်းသူတွေယုံကြည်သူတွေလည်းတွေ့ခဲ့ပြီးသွားပြီနောင်လာနောက်သားတွေလည်းတွေ့အောင်မယ်ဒါကြောင့်မင်းတယောက်တည်းကိုပဲဘုရားသခင်ကကွက်ပြီးတော့ဒီပြဿနာဒီအခက်အခဲကိုပေးတွေ့တယ်လို့ဂုဏ်မစားပါနဲ့အဲ့ဒါမဟုတ်ဘုရားသစ္စာမဲ့တဲ့ဘုရားဖြစ်သွားပြီလေတော့သင်ဘဝမှာသင်တွေ့တဲ့ပြဿနာကလူသားအားလုံးတဲ့အဆိုးဆုံးလို့သင်ခေါင်းစဉ်တက်ပြီဆိုရင်ဒါဘုရားကိုမတရားဘူးလို့ပြောတာနဲ့အတူတူပဲဘုရားသခင်မျက်နှာလိုက်တယ်လို့ပြောတာနဲ့အတူတူပဲဘုရားသခင်ပြောထားတဲ့လူ၌ဖြစ်တတ်သောစုံစမ်းနှောက်ယှက်ခြင်းကိုခံရမယ်လို့ပြောတာကမှားတယ်လို့သင်ကောက်ချက်ချလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်သစ္စာရှင်ဘုရားရဲ့ဂတိတော်ကလူ၌ဖြစ်တတ်တဲ့စုံစမ်းနှောက်ယှက်ခြင်းကိုသာခံစေမယ်ဆက်ပြောတယ်မခံနိုင်သောစုံစမ်းနှောက်ယှက်ခြင်းကိုအခွင့်မပေးဘူးမင်းခံရတာလူတိုင်းခံရတဲ့အရာနဲ့အတူတူပဲမင်းမခံနိုင်တာကိုငါအခွင့်မပေးဘူးငါပေးမတွေ့ဒါကြောင့်သင်တွေ့တဲ့စုံစမ်းနှောက်ယှက်ခြင်းကသင်ပါသင်များတယ်လို့ပဲခေါင်းစဉ်တက်ကြီးတယ်လို့ပဲအတိတ်ပဲဖွင့်ဆိုသင်သိထားမှာကအဲ့ဒါဟာသင်ခံနိုင်တဲ့ပမာဏထဲမှာပဲဘုရားကပေးတွေ့တဲ့အရာဖြစ်ပါအကယ်၍သင်ဟာငါမခံနိုင်တော့ဘုရားကငါ့ကိုဘာလို့ပေးတွေ့တယ်လို့မေးခွန်းထုတ်ရင်သစ္စာရှင်ဘုရားပေါ်မှာသင်တန်တရားပွားနေတာဖြစ်ပါဒါကြောင့်လူတိုင်းတွေ့တဲ့အရာပဲသင်တွေ့နေရတာဖြစ်တယ်သင်မခံနိုင်တာကိုဘုရားကသင်စီရောက်လာအောင်ခွင့်မပြုဘူးကျွန်တော်လောကမှာတော့ရှိတယ်လေဟိုကျွန်တော်သားရာဖီကာကရာဒစ်သင်တန်းတက်တယ်သူတော့ပြိုင်ပွဲမှာသူတော့မပါဘူးသူတငယ်ချင်းတွေပါတယ်သူတငယ်ချင်းနဲ့တယောက်ဆိုပြိုင်ပွဲဝင်ချင်ပေမဲ့ပြိုင်ခွင့်မရအောင်ဘာလို့လဲဆိုရင်သူနဲ့ weight တူတဲ့လူတယောက်မှမရှိသူထက် weight ငယ်တဲ့လူရှိတယ်သူထက် weight ကြီးတဲ့လူရှိသူကအသက်နဲ့ weight နဲ့သူကတွက်ချက်ထားတာသူအသက်နဲ့ညီတဲ့ weight တန်းထဲမှာသူနဲ့ weight တူလို့တယောက်မှအဲ့လူပြိုင်ပွဲမှာမပါရအောင်ဒါတော့လူနော်မဟုတ်ရင်သူတက်ကြီးတဲ့လူနဲ့ချခိုင်းရင်သူခံရမှာပဲသူတက်ငယ်တဲ့လူနဲ့ချခိုင်းရင်လည်းမတရားဘူးလေနော်ငယ်တဲ့လူနဲ့ဟိုရှင်ပြိုင်ခိုင်းရင်လည်းအငယ်ကိုအရှုံးပေးခိုင်းတာနဲ့အတူတူပဲအဆက်ခွဲတာအဲကြောင့်သူတို့က weight တူမှအသက်လဲတူ weight လဲတူလူတော်မှအဲ့လောက်သစ္စာရှိတယ်ဆိုရင်ဖခင်တော့စဉ်းစားကြည့်ပေါ့ဖခင်ကသင်နဲ့ weight မတူတဲ့ပြဿနာကိုသင်ကိုပေးမတွေ့ခိုင်း
တင်တဲ့ဝိတ်တူတဲ့ပြဿနာပဲဘုရားကတင့်ကိုပေးတွေ့ခိုင်းတာအဲ့ဒါကိုမှငါမှဒါမျိုးတွေ့ရတယ်ဘုရားမတရားဘူးဘုရားမကောင်းမြတ်ဘူးအဲ့ဆိုတော့သစ္စာရှင်ဘုရားပေါ်မှာတင်တန်တရားဝင်နေတာပဲဖြစ်ပါတယ်ဝမ်းနဲ့ဆရာကောင်းတဲ့ကိစ္စပါဒါတကယ်တော့နော်တကယ်တော့ဝမ်းနဲ့ဆရာကောင်းတဲ့ကိစ္စနောက်တစ်ချက်ကနံပါတ်သစ္စာရှင်ဘုရားဂတိတော်နံပါတ်3ကတော့စုံစမ်းနှောက်ယှက်ခြင်းအရာနဲ့တကွထွက်မြောက်သောလမ်းကိုပြင်ဆင်ပေးမယ်စုံစမ်းနှောက်ယှက်ခြင်းသည်ဘုရားအခွင့်ပေးလို့ရောက်တာမှန်ရင်အဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းအတွက်အဖြေထွက်လန်းဖြည့်ရှင်းချက်တပါးတည်းပါလာပြီးသားဖြစ်ပါတယ်ဘုရားရှင်နာမသားရဲ့ပုံကြည့်ပါစေဒါပေမဲ့တခုတော့ရှိရနော်ဘုရားပေးတွေ့တဲ့စုံစမ်းနှောက်ယှက်ခြင်းတိုင်းမှာဘုရားပြင်ဆင်ပေးတဲ့ထွက်မြောက်ရာလမ်းသည်ဘုရားသတ်မှတ်တဲ့အချိန်မှာပဲဖြစ်တာဖြစ်ပါယောသဆိုကြည့်လေဘုရားပေးတွေ့တဲ့စုံစမ်းနှောက်ယှက်ခြင်းကပ္ပအောင်39ဗောဓိပါမိမသွေးဆောင်ဖျားရအောင်ကိုလက်မခံတဲ့ကြောင့်ထောင်ထဲမှာကျသွားတယ်ယောသအတွက်ထွက်မြောက်ရာလမ်းရှိပြီးသားပါနော်ဖာရောဘင်အိမ်မက်တဲ့အခါမှာဘုရားကယောသကိုထုတ်ပြတယ်ဒါပေမဲ့ယောသကထွက်မြောက်ရာလမ်းကိုမဆောင်ဆိုင်နိုင်တဲ့အခါမှာဖလားတော်ဝင်ကိုအားကိုးတယ်ကပ္ပအောင်40တို့41တို့ဖတ်ကြည့်ပါတခါကျွန်တော်တို့ပြဿနာအဲ့ဒါပါပဲဖာရောဘင်ညအိတ်တဲ့အခါမှာအိမ်မက်ကိုဘုရားသခင်မထည့်ပေးခင်မှာကျွန်တော်တို့ကဖလားတော်ဝင်ဖြစ်နေတာကပြဿနာဖြစ်ပါတယ်အဲ့ဒါစုံစမ်းနှောက်ယှက်ခြင်းအရာနဲ့ထွက်မြောက်သောလမ်းမတွဲနိုင်တော့ဘူးဖြစ်သွားတာဆိုတော့ဒါကြောင့်စုံစမ်းနှောက်ယှက်ခြင်းလာရင်တခုတော့ရှင်းတော့အဲ့စုံစမ်းနှောက်ယှက်ခြင်းကသင်ဖန်တီးတာတော့မဖြစ်ရသင်ရဲ့အမှားကြောင့်သင်ရဲ့ရွေးချယ်မှုအမှားသင်ရဲ့တွေးခေါ်မှုအလွဲကြောင့်ဖြစ်လာတာမဟုတ်ပေနဲ့သင်ဖျားနဲ့မှန်နေရဲ့သားနဲ့သင်ကိုတက်တိုးလာတဲ့အရာဆိုရင်တော့ထွက်မြောက်ပါလမ်းရှိတယ်ဒါပေမဲ့သင်ရွေးချယ်တဲ့သင်ကိုယ်တိုင်ကပြဿနာရဲ့ဖန်တီးရှင်ဖြစ်ရင်တော့ sorry ပါဒါတော့စိုက်တဲ့အတိုင်းရိတ်စီသတိပေါ့နော်အဲ့မှာနောင်တနဲ့ဖျားဘက်ကိုပြန်လှည့်ရင်တော့ဖျားကတနည်းတလန်းနဲ့တော့သင်ကိုပြဿနာထဲကကဲထုတ်မယ်ဒါပေမဲ့ခုနကျွန်တော်ပြောသလိုတစ်ကော73ကပြောတဲ့ package ထဲမှာတော့သင်ပါမှာတော့မဟုတ်စုံစမ်းနှောက်ယှက်ခြင်းအရာနဲ့တကွထွက်မြောက်သောလမ်းအဲ့ဒါကဇုံခွဲလာတာဖြစ်တယ်ဒါကြောင့်လူနိုင်ဖြစ်တတ်တဲ့စုံစမ်းနှောက်ယှက်ခြင်းသင်ခံနိုင်တဲ့စုံစမ်းနှောက်ယှက်ခြင်းကိုဘုရားသခင်အခွင့်ပေးတယ်ဆိုရင်အဲ့ဒါဒီနဲ့အတူထွက်မြောက်သောလမ်းကလည်းပါလာစမြဲပဲဖြစ်ပါတယ်ကဲနံပါတ်4ကြိုတင်သတိပေးတယ်ထပ်မံသတိပေးတယ်မလဲချင်းကသတိပေးတယ်ပြီးရင်သစ္စာရှင်ဘုရားရဲ့ဂတိတော်နံပါတ်4နဲ့နောက်ဆုံးကတော့တန်တရားဝင်ရခြင်းအကြောင်းများဒါဆိုရင်စဉ်းစားစရာဖျားဘက်ကတလောက်သစ္စာရှိရသားနဲ့ကောင်းငင်တဲ့မြေကြီးမတည်တော့လဲငါစကားတည်မယ်မူတာနဲ့ကင်းစင်တဲ့ဖျားသခင်နော်ကျမ်းစာထဲမှာဖျားနဲ့ပတ်သက်ပြီးတော့နော်မူတာပြောအပ်တော့ငါလူဖြစ်တော်မူသည်မဟုတ်ဖျားကသစ္စာရှင်ဖျားဆိုခဲစီမြေးစီဂတိပေးရင်သူပေးသောဂတိကိုသူကိုယ်တိုင်ကအကောင့်ထဲဖော်တဲ့ဖျားထိမ့်သိမ်းဆောက်ရှောက်တဲ့ဖျားရုပ်လုံးပေါ်စေတဲ့ဖျားဆိုတော့ဒီဖျားသခင်ဂတိတော်ရှိနေပါရဲ့နဲ့ဘာလို့ကျွန်တော်တို့တန်တရားဝင်ရတာတကယ်တော့လူသည်ကောင်းမကောင်းသိကြွရအပင်ရဲ့အသီးကိုစားပြီးအပြစ်ထဲမှာမကြဆင်းခင်ကလေးက innocence လို့ခေါ်တဲ့အပြစ်ကင်းတဲ့အခြေအနေမှာကလေးကလူကတန်တရားရှိတယ်ဗျအံ့ဩစရာတော့နော်တကယ်တော့အာရန်အေဝါက6ပြစ်ကင်းသေးလဲစဉ်လို့ပြောလို့ရတယ် sinless နော် innocence အဲ့အခြေအနေဘုရားဖန်ဆင်းထားတာဒါပေမဲ့စာရမဏကနော်မွေအသွင်တရံဖမ်းပြီးတော့မှသူတို့ကိုစုံစမ်းသွေးဆောင်လာတဲ့အခါမှာဖခင်ရဲ့နော်စကားတော်ကိုတန်တရားဝင်လာတယ်ဖခင်ရဲ့အခွင့်အာဏာကိုတန်တရားဝင်လာတယ်ဖခင်ရဲ့မေတ္တာတရားကိုတန်တရားဝင်လာတယ်အဲ့တန်တရားတွေကအပြစ်သားဖြစ်ပြီးမှပူးပေါင်းလာတဲ့တန်တရားမဟုတ်ဘူးနော်အပြစ်ထဲမကြဆင်းခင်မှာကလေးကရှိလာတဲ့ဝင်လာတဲ့တန်တရားဖြစ်တယ်တော့ကျွန်တော်ဒီ21ရာစုနော်ကျွန်တော်တို့ဒီနော်အပြစ်ငရဲကနေယေရှုခရစ်တော်ရဲ့အသွေးတော်အားဖြင့်ရွေးနှုတ်ခြင်းခံရတော်ညာလဲပြောင်းလဲတဲ့နေ့ကနေချီဆောင်ခြင်းနေ့ရဲ့အထိပြောင်းလဲတဲ့နေ့ကနေဘုန်းတော်ဝင်စားမဲ့နေ့အထိအပြစ်တကိုးနဲ့လွှမ်းခြုံထားတဲ့လောကမှာရုပ်ဝတ္ထုလောကမှာအသက်ရှင်နေရတဲ့အတွက်
ကျွန်တော်တို့ဘာရှိလဲကျွန်တော်တို့အပြစ်နဲ့ပတ်သက်ပြီးဖျားသားဘလောက်ပဲဖြစ်ဖြစ်ရုန်းကန်နေရအောင်မှာဖြစ်ပါတယ်ကျွန်တော်ရုန်းကန်နေရအောင်ပါပဲနော်ယုံကြည်သူက sinless တော့မဖြစ်နိုင်ဘူး sinless အပြစ်ရော့တဲ့ရော့လာတဲ့သူနဲတဲ့နဲလာတဲ့သူတော့ဖြစ်ခွင့်ရှိတယ်ဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့အပြစ်လုံးဝကင်းတဲ့သူတော့မဖြစ်နိုင်ဘူးယုံကြည်သူလဲသင်္ယောဆရာလဲသိက္ခာရဆရာလဲသိက္ခာရဆရာမကြီးလဲမဖြစ်နိုင်ဘူးဆိုတော့ဒါကြောင့်သစ္စာရှင်ဘုရားရဲ့ဂတိတော်တွေဝေစားစားပြဋ္ဌာန်းထားပါရဲ့နဲ့ပြင်ဆင်ထားပါလဲနဲ့ကျွန်တော်တို့ကိုဟလာပေးအပ်ထားပါလဲနဲ့ကျွန်တော်တို့ဘာကြောင့်တန်တရားဝင်လူသားတဦးအဖြစ်နဲ့ကြာရှုံးရတာလဲရှုံးနေရတာလဲအချက်တချို့ပြောမယ်နံပါတ်1ချက်ကဖျားကိုအမိမပြုတ်ပဲမိမိခွန်အားနဲ့စုံစမ်းနှောက်ယှက်ခြင်းကိုကင်တွယ်ဖို့ရန်ရင်ဆိုင်ဖို့ရန်စ조사အားထုတ်တဲ့အတွက်ဖြစ်ပါပြန်ပြောမယ်ဖျားကိုအမိမပြုတ်ပဲမိမိခွန်အားနဲ့မိမိတွေ့ကြုံရတဲ့စုံစမ်းနှောက်ယှက်ခြင်းကိုကင်တွယ်ဖို့ရင်ဆိုင်ဖို့ကြိုးပမ်းတဲ့အတွက်ကြောင့်ဖြစ်ပါရောတတ်လို့ပေါ့ဘုရားအာမကိုလေဖလားဝင်ကိုအာကိုတယ်အချီးနီးပဲသူစိတ်ပြတ်သွားမှနောက်ဆုံးတော့သေမထုနေမထုထောင်ထဲမှာလွတ်ဖို့လမ်းမမြင်တော့ဘူးဆိုပြီးစိတ်တုံတုံချပြီးတော့သေလူတယောက်လို့အသက်ရှင်တဲ့အချိန်မှာထောင်တကားပွင့်သွားတာဘုရားကို surrender လုပ်မှလက်မြောက်အရှုံးပေးတဲ့အနေထားချောင်ပိတ်ပြီးတော့မှဖျားကလွဲရင်ဖျားမကယ်ရင်ငါမလွတ်တော့ဘူးဆိုတဲ့ဖိုးတုံညဘွားကိုရောက်သွားမှထောင်တကားပွင့်တာရောသက်ခေါင်းမှရင်ကျွန်တော်မြင်တယ်ထောင်တကားပိတ်တာ3နှစ်လည်းဖြစ်နိုင်တယ်4နှစ်လည်းဖြစ်နိုင်တယ်10နှစ်လည်းဖြစ်နိုင်တယ်ရောသက်2နှစ်တာကာလအတွင်းမှာကျိုးပဲ့ကြည်မွပြီးအချိုးပြောင်းတဲ့အခါမှာဖျားသခင်ရဲ့လှုပ်ဆောင်ချက်လည်းလိုက်လာတာဖြစ်ပါနော်ဆိုတော့နောက်တစ်ချက်ဘာကြောင့်တန်တရားဝင်လူသားတဦးအဖြစ်နဲ့ကျွန်တော်အသက်ရှင်ရလဲဖျားသခင်ပြင်ဆင်ပေးသောဖွံ့မြောက်ရာလမ်းကိုကျွန်တော်တို့လှစ်လျူရှုနေတဲ့အတွက်ကြောင့်ဖြစ်ပါဖျားပြဿနာနဲ့ကြုံတဲ့အခါမှာဖျားပြင်ဆင်ပေးမယ်ဆိုတာကျွန်တော်သတိမရတော့ဘူးဗျငါလုံးမဖြစ်မယ်ငါယုံထွက်မှရမယ်ငါလန်းငါဖောက်မှရမယ်ငါဆိုပြီးတော့ကျွန်တော်အစွမ်းကုန်စ조사ရုန်းကန်လိုက်တဲ့အတွက်ကြောင့်ဖြစ်ပါအဲကြောင့်ဘုရားသခင်ပြင်ဆင်ပေးတဲ့ထွတ်မြောက်အောင်လမ်းကိုကျွန်တော်လှစ်လူရှုတဲ့အတွက်ကြောင့်ထွတ်မြောက်အောင်လမ်းကိုကျွန်တော်တို့ကမြင်တွေ့တဲ့အချိန်မှာမြင်တွေ့ခွင့်မရတာဖြစ်ပါနောက်တစ်ချက်စုံစမ်းနှောက်ယှက်ခြင်းနဲ့အပြစ်သွေးဆောင်ခြင်းဒီသဘောတဘာဝနှစ်ခုကျွန်တော်တို့ရဲ့နေ့စဉ်ခရိယာန်အသက်တာမှာရောထွေးသွားတဲ့အတွက်ကြောင့်ဖြစ်ပါဆိုလိုချင်တာကကိုယ့်ရဲ့အားနည်းချက်ဒါဝိဒ်ဘာသာရှေဘကိုပြစ်မှားတဲ့ကိစ္စမျိုးကအပြစ်သွေးဆောင်ခြင်းဖြစ်ပါတယ်ဘောတိပါမိမယောသတ်ကိုသွေးဆောင်တဲ့ဟာကစုံစမ်းနှောက်ယှက်ခြင်းမျိုးဖြစ်ပါတယ်ဒီနှစ်ခုရဲ့ခြားနာချက်ပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာကဖျားအစီအစဉ်နဲ့ရောက်လာတဲ့အရာမဟုတ်ဘဲနဲ့ကိုလက်ကမ်းကြိုလိုက်တဲ့အရာဖြစ်ရင်တော့ထွက်မြောက်သောလမ်းကဝေးနေမှာပဲဖြစ်ပါဖျားရဲ့ဘာခေါ်မလဲဖျားသခင်အလိုကြပေါ့ဖျားရှင်ဆွဲထားတဲ့ဇလန်းဇက်ကွက်ဇက်ညွန်းအတိုင်းကျွန်တော်တို့လိုက်ကရင်တော့ထွက်မြောက်သောလမ်းကလှလှပပဒါပေမဲ့ဖျားဆွဲထားတဲ့ဇက်ညွန်းမဟုတ်ဘဲနဲ့ကိုယ်တိုင်ရေးဆွဲထားတဲ့မအေးဝင်းစီစဉ်ဒီဆိုရင်တော့ကိုယ့်အကိုကပြီးတော့ပဲဒါကျွန်တော်တို့ဇက်ညွန်းထဲမှာကျွန်တော်တို့ကပြီးတော့ဖျားကိုအပြစ်တင်တာကျွန်တော်တို့ကကိုယ်ဇက်ညွန်းကိုကိုယ့်ဘက်ကကိုရေးကိုယ်ဇက်ညွန်းထဲမှာကိုယ့်ဘက်ကိုတရုပ်ဆောင်လမ်းတစ်ဝက်ရောက်မှဖျားမကောင်းဘူးဖျားကအဲ့ဆိုတော့ပြဿနာရှိတယ်နော်ဆိုတော့ဒါကြောင့်ဖျားသခင်ခွင့်ပြုတဲ့စုံစမ်းနှောက်ယှက်ခြင်းနဲ့ကိုဖန်တီးတဲ့အပြစ်သွေးဆောင်ခြင်းကိုကျွန်တော်တို့ကအတိတ်ပဲဖွင့်ဆိုမှုအလွဲတွေကြောင့်ကျွန်တော်တို့ကဘာဖြစ်လဲဖျားရဲ့ဂတိတော်ပေါ်မှာသစ္စာတရားပေါ်မှာတန်တရားဝင်တာဖြစ်ပါနောက်တစ်ခုကဖျားသခင်ပြင်ဆင်ပေးတဲ့ခန္ဓာရည်အတိုင်းတာနဲ့လူရဲ့အမြင်ကွာခြားတဲ့အတွက်ကြောင့်ဖြစ်ပါယောသတ်ဆိုရင်တွေ့ရတယ်လေယောသတ်ကဖလားတော်ဝင်စားတော်ဝင်ရဲ့အိမ်မက်အနက်ကိုဘာသာပြန်ပေးပြီးဖလားတော်ဝင်လွတ်မြောက်တော့မယ်လို့သိတဲ့အချိန်မှာယောသတ်ခန္ဓာရင်အားကုန်သွားပြီဗျအဲ့ဒါသူဘာပြောလဲ KDF ကကျွန်တော်ခိုးခဲ့ပါတယ်ဒီထောင်ထဲမှာလည်းအပြစ်မရှိဘဲနဲ့လောင်ထားခြင်းခံရပါတယ်ဒါတွေကလေးကသူခန္ဓာရင်မရှိတော့ဘူး
တကယ်တော့ဘုရားသခင်ကယောသပ်ဖလားတော်ဝင်ကိုအသုံးပြုခြင်းတဲ့ပုံစံနဲ့ဘုရားသခင်ဖလားတော်ဝင်ကိုအသုံးပြုခြင်းတဲ့ပုံစံကတခြားစီအဲ့ဒါကိုယောသပ်ကမသိတော့ဖလားတော်ဝင်ကိုတကယ်ဇာတိပဂတိနဲ့သူကအသွေးသားရှိတဲ့လူတစ်ယောက်ကိုအားကိုးသလိုဖောင်ဖြတ်ပြီးတော့အားကိုးလိုက်တဲ့အခါမှာဖောင်ထဲမှာနှစ်တာကာလသူကျင်လဲရတယ်နော်သူ့အမြင်ကတခြားသူ့အမြင်သူ့အတိုင်းတာသူ့တွက်ချက်မှုလွဲသွားတယ်ဒါကျွန်တော်ပြောမယ်နော်ဖယားကိုတင့်ရဲ့အုံနောက်သေးသေးလေးနဲ့ဖယားရဲ့အလုတ်ကိုလိုက်ပြီးမတွက်ချက်ပါနဲ့တခါကျွန်တော်ကဖယားကိုကိန်းသိဖယားကဒီလိုလုပ်မယ်ဒီလိုအခါကျွန်တော်တို့ကဖယားကိုသင်္ချာနီးနဲ့တလတာကာလတွက်ချက်ပြီးတော့ဘာခေါ်မလဲနေရာမဟုတ်ဘူးဖယားဖန်ဆင်းရှင်လေသူကြိုက်တဲ့ပုံစံနဲ့သင်အသက်တာထဲမှာသူအလုတ်လုပ်ခွင့်ရှိတယ်အလုတ်လုပ်နိုင်တယ်သင်ညှော်မှန်းတဲ့ပုံစံသင်ဖြစ်စေခြင်းတဲ့ပုံစံနဲ့ဘုရားကအလုတ်လုပ်ချင်မှအလုတ်လုပ်မယ်သူကဘုရားပဲလေဒါကြောင့်ကျွန်တော်တို့ကကိုယ့်အသက်တာထဲမှာဘုရားသခင်ကိုလွတ်လွတ်လပ်လပ်အလုတ်လုပ်ခွင့်ပေးကြရအောင်ကိုယ့်ရဲ့တွက်ချက်မှုတွေကိုယ့်ရဲ့စီမံကိန်းတွေကိုယ့်ရဲ့အချိန်စရာတွေနော်ကိုယ့်ရဲ့အစီအစဉ်တွေထဲမှာဘုရားကိုပါဝင်ပတ်သက်ခိုင်းတာထက်ဘုရားသခင်စီစဉ်ထားတဲ့အထက်မှာသင်ကသွားပြီးပါဝင်ပတ်သက်ဖို့ကောင်းတယ်ဆိုတာကျွန်တော်ဒီနေ့ဖော်ပြပေးချင်ပါတယ်ဒါဏိကုံးချုပ်မယ်ဆိုရင်စောစောကပြောခဲ့တဲ့ရှုံးနှိမ့်တဲ့အကြောင်းရင်း၄ခုကိုပြောင်းပြန်လာလိုက်မယ်ဆိုရင်ကိုယ်ခွန်အားကိုအမိပြုပြီးပြဿနာကိုမရင်ဆိုင်မနဲ့ဖယားကိုအမိပြုပြီးပြဿနာကိုရင်ဆိုင်မယ်ဆိုရင်ဘုရားသခင်ပြင်ဆင်ပေးမဲ့ထွက်မြောက်ရာလမ်းကိုငန့်လင့်မယ်ဆိုရင်စုံစမ်းနောက်ဆက်ခြင်းနဲ့အပြစ်သွေးဆောင်ခြင်းကိုမရောထွေးပဲနဲ့ခွဲခြားပြီးပိုင်းခြားပြီးရှင်းလင်းပြီးမြင်မယ်ဆိုရင်ဘုရားသခင်ပြင်ဆင်ထားတဲ့ခန္ဓာရည်အတိုင်းတာနဲ့လူရဲ့အမြင်ကွာခြားတယ်ဆိုတာကိုနားလည်ပြီးဘုရားသခင်ပြင်ဆင်ထားတဲ့ခန္ဓာရည်အတိုင်းတာထဲမှာသင်စီးမျောမယ်ဆိုရင်ဘုရားသခင်ပြင်ဆင်ထားတဲ့ထွက်မြောက်သောလမ်းမှာနော်ကျမ်းစာထဲမှာဆိုကျွန်တော်တွေ့ရတယ်လေဓမ္မတော်16:25မှာပေါလုတို့သီလာတို့လူနိုင်ပြတ်တဲ့စုံစမ်းနောက်ဆက်ခြင်းသူတို့ခန္ဓာနဲ့စုံစမ်းနောက်ဆက်ခြင်းနဲ့တွေ့ကြုံတာပဲလေသူတို့ဘာလုပ်လဲတချင်းဆိုတဲ့ပထနာပြုတယ်ဖျားပြင်ဆင်ပေးတဲ့ထွက်မြောက်ရာလမ်းကိုသူတို့ရှောက်လန်းခွင့်ရတယ်ထောင်ထဲကနေပြန်လွတ်တဲ့အချိန်တူတူအတွင်းဒါသူတို့ကပြောမယ်ဆိုရင်ဖျားရဲ့နိယာမကိုကောင်းကောင်းသဘောအဲ့ဒါသူတို့ဘာလို့တချင်းဆိုနိုင်လဲထောင်ထဲမှာဘာလို့ဆုတောင်းပထနာပြုနိုင်လဲရိုးရိုးလေးပဲတစ်ကော30:73မှာပါတဲ့ဖျားရဲ့သစ္စာရှင်ဆိုတဲ့ဂတိတွေကိုသူတို့စိတ်ချတဲ့အတွက်ကြောင့်ဖြစ်ပါငါတို့မကင်တွယ်နိုင်တဲ့အခြေအနေမှာငါတို့ရောက်နေပြီမဲ့ငါတို့ကိုးကွယ်တဲ့ဖျားကတော့ကင်တွယ်ပေးနေတယ်တင်မကင်တွယ်နိုင်တိုင်းဖျားကိုမကင်တွယ်နိုင်ဘူးလို့အတိတ်ပဲဖွင့်ဆိုချက်မမားပါနဲ့တင်မလုံနိုင်ပြီမဲ့သခင်လုံနိုင်တယ်တင်မကင်တွယ်နိုင်ပြီမဲ့သခင်ကင်တွယ်ပေးနိုင်တယ်တင်ရှုပ်ထွေးနေပြီမဲ့သခင်ရှင်းလင်းပေးနိုင်တယ်ဒါကကျွန်တော်တို့ကကိုယ့်ရဲ့ဝင်ကဘာထဲမှာပဲလုံနဲ့ချားလဲလိုက်ပြီးတော့နော်ညီတန်းတာတွေထွက်လာတယ်အပြစ်တင်တာတွေထွက်လာတယ်အလိုမကျတာတွေဖြစ်လာတယ်နော်အဲ့ဒါကျွန်တော်တို့ရဲ့ပြဿနာဖြစ်ပါဒါကြောင့်ကျွန်တော်တို့တစ်ကော30:73မှာပါတဲ့သစ္စာရှင်ဖြစ်တဲ့ဖခင်ရဲ့ဂရုတော်တွေဟာရှီဆောင်ရဲ့နေ့ရက်အထိဆက်ပြီးတော့အသက်ရှင်နေမှာဖြစ်ပါတယ်တပြားမှလည်းဒီဂရီမလျော့သွားသလိုဟလားအာနိသင်လည်းပြက်ပြက်သွားမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ပြဿနာနဲ့ဂျုံတဲ့အခါမှာတစ်ကော30:73မှာရှိတဲ့သစ္စာရှင်ဖခင်ရဲ့ဂရုတွေပေါ်မှာကျွန်တော်ယက်တည်ကြရအောင်သစ္စာရှင်ပေါ်မှာတန်တရားမဝင်ကြပါစို့နဲ့တန်တရားဝင်လာတော့မယ်ဆိုရင်တန်တရားဝင်ရတဲ့အကြောင်းရင်းတွေကိုယုံကြည်ခြင်းနဲ့ပြောင်းပြန်လှန်ကြရအောင်အဲ့ဒါဆိုရင်သခင်ပြင်ဆင်ပေးမဲ့ထွက်မြောက်သောလမ်းမှာဝမ်းမြောက်တဲ့အသက်တာနဲ့ကျွန်တော်ရှောက်လန်းပြီးတော့မှတိကျွမ်းခြင်းနေပေထဲမှာနောက်ထပ်ခြေတလန်းတူးပြီးတော့မှသခင်ကိုတာ၍တူး၍တိကြံခွင့်ရတဲ့ယုံကြည်သူများအဖြစ်သွားလာအသက်ရှင်နိုင်မယ်ဆိုတာကိုကျွန်တော်ဒီနှုတ်ကပတ်တော်အဖြစ်တိုက်တွန်းအားပေးဖော်ပြချင်ပါတယ်ရောက်တိုင်းပေါ်ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာ